Okay, sane. ပြမဖုံဖုံဖျားမင်္ဂလာပါဖုံဖုံဖျားယနေ့တပည့်တော်မဆိုးမှအခမ်းအနားမှုဖြင့်ဆောင်ရွက်ပါမည်ဖျားမင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေဆရာတော်နှင့်တကွ OGM မိသားစုဝင်များ The Voice of Dharma page မှာမိတ်ဆွေများအားနှုတ်ခွန်းဆက်တာကာရဝပြုလိုက်ပါတယ်။ယနေ့မြန်မာနှစ်1386ခုသာသနာနှစ်2568ခုကစုံလာဇန်9ရက် May 5, 2025တနင်္လာနေ့ဖြစ်ပါတယ်ဖေ။သစ္စာမြိုင်တော်ရဆရာတော်ရှင်ကေလာတမဟာကန္နာယံဥဆောင်ဖွင့်လှစ်သင်ပြသောပြည်တွင်းပြည်ပမှလိလာသင်ယူနေကြသည့် online guided meditation OGM သင်တန်းသားများအတွက် Visit Apply ပဋ္ဌာနာဒုနိဗ္ဗာန် BAP2N လက်တွေ့ပဋ္ဌာန်းနိဗ္ဗာန်သို့ Day 2 Part 2 ပัจฉาจารပတယောဓမ္မ lecture ကို Dialogue Presentation ဖြင့်ဆွေးနွေးကြမည်ပျော်ပျော်ရွှင်ရွှင်ဇုံဓမ္မသဘင်ပထမနေ့အစီအစဉ်ဖြစ်ပါတယ်ဗျာဒီခန္ဓာကိုအောက်ပါအစီအစဉ်တိုင်းကျင်းပကုသိုလ်ယူကြပါမယ်ဗျာစီစဉ်1မောတတ3ချိန်ရွတ်ဆိုကဖျားရှိခိုးခြင်းစီစဉ်2ကျေးဇူးရှင်ခေါ်ဆရာတော်ဤဟုသောကြောကျူးဖြင့်သင်္นานသားတပည့်သားသမီးများမှကြောကြခြင်းစီစဉ်3ဆရာတော်ဓမ္မ5ပါးသီလခံယူသောက်တည်ကြခြင်းစီစဉ်4ဆရာတော်ဖျားတရားအဖွင့်တွင်ပုဒ်တာနေကြသောမေတ္တာဖြင့်မေတ္တာပုဒ်တာခြင်းစီစဉ်5 15မိနစ်ခန့်အတူတကွတရားထိုင်ခြင်းစီစဉ်6 40% smart part of brain 40% smart part of the brain ကိုပိုင်ဆိုင်ထားသောသူသည်ဘာသာတရားတစ်ခုကိုအစွဲနဲ့ယုံကြည်ဖို့လိုပါသလားဟူသောခေါင်းစဉ်ဖြင့်ဓမ္မလက်ချာပို့ချခြင်းစီစဉ်ခုနှစ်ဆရာတော်ဖျားရေးဆက်သည့်ဂုဏ်ထားသောရှစ်လုံးဘွဲ့လင်္ကာအားတပည့်သားသမီးများမှရွတ်ဖတ်ပူဇော်ကြခြင်းစီစဉ်ရှစ် Day 2 Part 2 OGM BAP2N Live Dhamma Lecture on ပัจฉาจารပတယောအတွက် Dialogue Presentation ဆွေးနွေးခြင်းပျော်ပျော်ရွှင်ရွှင်ဇုံဓမ္မသဘင်ကိုမိသားစုအနှစ်သာရဖြင့်ပျော်ရွှင်ကြည်နူးစွာစတင်ကြခြင်းစီစဉ်ကိုကုသိုလ်ကောင်းမှုစုစုကိုရေဆက်သွန်းချမျှဝေခြင်းစီစဉ်10ဆရာတော်ဖျား၏ဓမ္မ Lecture အဆုံးတွင်ပုဒ်တာနေကြသောမေတ္တာပို့ဆုတောင်းဖြင့်စီစဉ်ရုပ်သိမ်းခြင်းစီစဉ်17ဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတု3ချိန်ရွတ်ဆိုကအခမ်းအနားပြီးဆုံးကြောင်းကြီးညာခြင်းတို့ဖြစ်ပါတယ်ဗျာခန္ဓာစီစဉ်1ရာနမောတတ3ချိန်ရွတ်ဆိုတာဖျားရှိခိုးခြင်းစီစဉ်ဖြစ်ပါတယ်ဗျာနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တခန္ဓာစီစဉ်200ကျေးဇူးရှင်ခေါ်ဆရာတော်ဤဟုသောကြောကျူးဖြင့်သင်္นานသားတပည့်သားသမီးများမှကြောကြခြင်းစီစဉ်ဖြစ်ပါတယ်ဗျာကျေးဇူးရှင်ခေါ်ပြန်တော်ဆရာတော်လုံးသွေးပုံပုံအလုံးစုံတန်တာကုမန်စာတဲ့ရောဝချုံ၍ချစ်ကိုရောပါရှင်ဗျာခန္ဓာစီစဉ်300ဆရာတော်ဓမ္မ5ပါးသီလခံယူစောင့်တည်ကြခြင်းစီစဉ်ဖြစ်ပါတယ်ဗျာခန္ဓာစီစဉ်400ဆရာတော်ဘုရားတရားဖွင့်တွင်ပို့တာနေကြသောမေတ္တာဖြင့်မေတ္တာပို့တာခြင်းစီစဉ်ဖြစ်ပါတယ်ဗျာဒီစမေကိုကြပါစေမေတ္တာစေကြပါစေသမီးကြီးပွားချမ်းသာကြပါစေဒီညညာသမီးကြီးပွားချမ်းသာကြပါစေဒီဓမ္မမြေတင်တို့မြေသည်ဒီဓမ္မမြေဒီချမ်းသာစေဖြစ်ပါစေကောင်းသောဖြစ်ပါစေဖြစ်ပါစေခန္ဓာစီစဉ်900 15မိနစ်ခန့်အတူတကွတရားထိုင်ခြင်းစီစဉ်ဖြစ်ပါတယ်ဗျာခ
ခန္ဓာစီစဉ်600 40% smart part of the brain ကိုပိုင်ဆိုင်ထားသောလူသည်ဘာသာတရားတစ်ခုကိုအစွဲမြဲယုံကြည်ဖို့လိုပါသလားဟုသောခေါင်းစဉ်ဖြင့်ဓမ္မလက်ချာပို့ချခြင်းစီစဉ်ဖြစ်ပါတယ်ဖေ။ ဒီဘက်မှာတရားစခန်းဖွင့်တဲ့အခါလည်းဒီကြမ်းမြန်ရလူနဲ့လိုက်မွက်လူနဲ့ညှိလို့များဒီမှာလိုက်မွက်လူကြီးကိစ္စမရှိဒီလူဟာဒီနေ့သင်္ကန်းစာတေးချလေးနားထောင်နော်ဘုန်းကြီးအခုဒီလိုတနေ့ကလည်းဗီဒီယိုနဲ့ပြောထားတယ်မြင့်မယ်မြင့်နောက်ကနေမြင့်ပြီးတော့လိုက်ပါဠိတွေလည်းမြင့်စရာရှိတယ်ဒီဘက်ကတိဗ္ဗံသူတေသနာတွေလည်းပဲမြင့်သူကတော့တောက်လျှောက်ပေါ့လေတောက်လျှောက်ပေါ့အချိန်နဲ့အမြတ်သွားနေတယ်အဲလူမှာ40ရာခိုင်နှုန်းတော့အုံတော့ပိုင်းဆိုင်တာဒါပေမဲ့အဲ့ဒါအခုကြာ9နှစ်ရှိလာပြီဆိုတော့တို့ဆိုတော့တော်ရင်းကျက်ဖို့ကောင်းနေပြီအဲ့ဒီအစွဲတွေဘာသာရေးဂျင်းတွေပေါ့ဂျင်းတွေအများကြီးပဲဒီနိုင်ငံမှာနော်ဒီမှာပြန်အဲ့ဒီဂျင်းတွေခံနေတဲ့အတွက် understanding မရောက်လာ understanding ဆိုအသိဉာဏ်နော်အဲ့မှာတမဒိဋ္ဌိဆိုတာ right understanding ပေါ့ right နဲ့မှန်သိတဲ့အသိဉာဏ်မရတာအမှားတွေကြီးသိတာနားဒီမှာပြန်အဲ့ဒီမှာဘုန်းကြီးခဏပြောတယ်ရည်စရာမဟုတ်ဘူးဘုန်းကြီးရဲ့အတော်ကြီးကငယ်ငယ်ကသင်ထားတယ်ဣတိပိသောဘုရားအာရဟံနမရူပအိဋ္ဌဒုက္ခအနတ္တဆိုတဲ့ကိစ္စအဲ့ဒါအမှန်ကြီးကျယ်ခြင်းတစ်ခုပဲဒီမှာအဲ့ဒီတိုင်းသာတသက်လုံးဟုတ်ချင်ပြီးသွားသနော်နိဗ္ဗာန်ရမလားဟုတ်ဒီဖွံ့ဖြိုးလာမလားဘာတွေဖြစ်လာမလို့စဉ်းစားတရားနိုင်ပါဘူး။မရဘူးလား။နိဗ္ဗာန်လည်းမရနိုင်ဘူး။အုံတော့ကောဖွံ့ဖြိုးမလားပြော။ဖွံ့ဖြိုးလာနိုင်ပါဘူး။အသိဉာဏ်ကောဖွံ့ဖြိုးမလားပြော။ဖွံ့ဖြိုးနိုင်မရှိပါဘူးဗျာ။ဒီအဲ့ဒါဂျင်းဆိုအဲ့ဒါမျိုးတွေပဲ။အဲ့လိုဂျင်းတွေထိုးထည့်ထားတာအများကြီးပဲဒီနိုင်ငံမှာ။အခုဘုန်းကြီး50 60နဲ့နေလာပြီ။တကယ်လို့ဘုန်းကြီးဒီဗုဒ္ဓဘာသာကျမ်းစာတွေကိုတေချာလက်တင်ခွင့်မရဘူး။တရားလက်ထိုင်ဘူး။အစင်လာသမားတက်ဆိုလို့ရတော့လေ။အဘုန်းကြီးအဲ့ဂျင်းထဲမှာပဲပြီးနေပြီ။ထဲမှာပဲပြီးနေပြီ။ဘာမှသိပြီးတော့မြင်မဲ့သဘောလည်းသိမရှိ။နားလား။ဒီမှာဖြစ်အဲ့တလူတွေရဲတင်းဆုံးဖြတ်နိုင်တဲ့စွမ်းရည်လည်းမရတက္ကဓာရီကိုပဲပြောလို့ရှင်မဲ့ကို့မှာအပြစ်များဖြစ်နေပါလားငရဲမြတ်ကြီးပါလားဆိုတဲ့ဘာမှမဆိုင်ဘူးအခုကတော့ဒီဝန်သက်ထွက်သက်ကိုခုလိုကဏ္ဍနီးလေးနဲ့ရှင်းနေထိုင်လို့တဲ့အခါကျတော့ကိုယ်စိတ်ငြိမ်သလားမငြိမ်ဘူးလားကိုသိလားမသိဘူးလားသိပါတယ်ခင်ဗျာငါကလောက်ခဲ့တဲ့နီးနဲ့အခုတဲ့ကဏ္ဍနီးနဲ့ဘယ်လိုကွာစိတ်ပြန်မှန်နေရစိတ်ပြန်လို့စိတ်ပြန်ရှင်းရပါဗျာပြန်လည်းချက်ချင်းသိပါမယ်ဒီကဏ္ဍနီးကလည်းဘုန်းကြီးထွင်ထားလားဖះပေးတဲ့ကျမ်းစာလည်းပါပြီးသားလားဖះပေးတဲ့ကျမ်းစာလည်းပါပြီးသားဝိသုဒ္ဓိမေတို့တန်ယုတ်အထကထာတို့နော်ဝိသုဒ္ဓိမေတန်ယုတ်အထကထာတို့အဲ့မှာအင်္ဂုတ္တနိကေတို့မှာဒီဟာပါပြီးသားဒါပေမဲ့ဗမာပြေမှာအခုဒီလူတွေပဲစဉ်းစားကြည့်တရားထုတ်တယ်ဆိုရင်အဲ့ဒါအတန်ကြားဘူးလားကြားဘူးပါဗျာကြားဘူးပါဗျာအဲ့တော့ဘာဖြစ်လဲဘုန်းကြီးတို့ကကဲငါသမီးရေငါသားရေအိမ်မှာတော့အမေတော့သုံးမရအဖေတော့အလားဖွားတော့အဖို့တို့15မိနစ်လောက်တရားထိုင်လိုက်အောင်ပဲဟေ့ဆိုပြီးတော့ကိုယ့်ကိုသားလေးထိုင်နိုင်ကြည့်စရာလိုတယ်လို့ပါဘူးလို့ပါဘူးဗျာဘုန်းကြီး well trained လုပ်ပေးတယ်အဲ့လိုလုံးလိုက်တော့ဘာဖြစ်လဲနံပါတ်1 the mind becomes with yourself နော်စိတ်ကကိုယ်နဲ့အတူတူလာဖြစ်နေတယ်ဟုတ်လားဒီမှာဗျာဒီမှာဗျာစိတ်နဲ့ကိုယ်နဲ့မကတ်လို့ပြဿနာတက်နေတာလူတွေဟုတ်လားမှန်ပါတယ်ဒီမှာဗျာအဲ့စိတ်နဲ့ကိုယ်နဲ့ဒီအခုလှုပ်လိုက်တဲ့နည်းဒီ15မိနစ်ဆို15မိနစ်ကတ်ခွင့်ရနေတယ်ကတ်နေတယ်ပေါ့ဒါတရက်2ရက်တော့မရဘူးပေါ့ခု9နှစ်ရှိပြီဘုန်းကြီးလေ့ကျင့်ပေးလာတာအရင်တော့ပြောရတာနဲ့ကျင့်ရတာနဲ့ကိုရတာမလာသေးဘူးလို့ပြောတယ်ဘာလို့ဆိုနောက်ကလူကဘယ်လိုလိုက်နေမှကိုသိမသိအခုကတော့နောက်ကလူလိုက်တောင်းလို့ဟေးပထမတဝါရာပြီးပြီဒုတိယတဝါရာပြီးပြီနဲ့မနေ့ကရန်ကုန်မှာစပြီးတော့လှုပ်ခဲ့ရတယ်အခုတော့ရှော့အဲ့လိုလှုပ်လာတော့တော်တော်လေးလေ့ကျင့်သားရလာပြီလို့ထင်တယ်နားလားဒီမှာဗျာအဲ့တော့နိုင်စကားတော့တရားထိုင်လိုက်အောင်မဆိုလို့နာအချိန်အတွက်ပူစရာမလိုတော့အချိန်ကိုကြောက်ကြက်စိတ်စရာမလိုတော့ကိုယ့်အနေကိုကွက်တီးပြီးပြီနားလားဒီမှာဗျာကျမ်းစာမှာဘယ်လောက်ထိဆိုလဲလို့ဆိုဒီအာနာပါနကိုအဲ့လိုမျိုးတေးသေးချာချာလှုပ်ထားတဲ့တဲ့ဘောရီခြေလန်းတရားအတွင်းမှာငါသိမယ်ဆိုလို့ရှိရင်တေကန်ကြီးရဲ့အဲ့လိုကွက်တီးပြောနိုင်တယ်နားလားဒီမှာဗျာတေကန်ကြီးယောဂတခုဖြစ်လို့တေကန်ကြီးပြီဆိုရင်ငါဟောခြေလန်းတစ်လားခြေလန်းတရားလောက်အတွင်းမှာတော့ငါသိနိုင်တယ်ကွာလို့ဆိုပြီးတော့သိမယ်ကွာလို့ဆိုပြီးတော့
ကွတ်တိကိုပြောလို့ရတယ်လို့ဆိုတဲ့ဒီခန္ဓာလေးရအဲ့လောက်အစင်နဲ့မြင်နေဒါပေမဲ့အဲ့ဒါကိုမလုပ်ကြဘူးဒီနေ့ကမလုပ်တော့တရားထိုင်နေဆိုပေမဲ့ဘုန်းကြီးကလည်းပြောလို့ပဲတရားလည်းထိုင်နေတယ်စီကျူလေးကလည်းတန်းလန်းသွေးတိုးလေးကလည်းတန်းလန်းနှလုံးကျမကြီးကလည်းတန်းလန်းနောက်ပြဿနာဘောင်းစုံလည်းတန်းလန်းအဲ့တော့ပြဿနာတွေအကုန်ပြန်ကြည့်တော့ဘာနဲ့မကတ်လို့ဖြစ်တာလဲလို့မှတ်ချက်ချစိတ်နဲ့ကိုမကတ်လို့ပါဗျာဒါဒီရွယ်တွေကနားမလဲစရာမရှိတော့စိတ်နဲ့ကိုယ်နဲ့မကတ်ရင်လည်းငါဒီစိတ်နဲ့ကိုယ်နဲ့ကိုမကတ်ပါဘူးဟဲ့ဘယ်တစ်ခါလဲနင်းကြီးရစိတ်နဲ့ကိုယ်နဲ့ကိုကတ်ပုံမရပါဘူးနင်းမျက်နှာတပုံစံစိတ်ပါစက်ကပုံစံတပုံစံနဲ့အဲ့လိုမဖြစ်ဘူးလားဖြစ်ပါတယ်အဲ့စိတ်နဲ့ကိုယ်နဲ့ကပ်ပြီးဆိုစိတ်လေးကြည်လင်ပြီးတော့သူ့ရဲ့မျက်နှာအသွင်ပြင်ပြောပုံဆိုပုံအကုန်လုံးကကြည်လင်တောက်ပနေနားလားကျမဗျာခုဒီလိုလုံးလိုက်တဲ့အခါကျတော့အဲ့စိတ်နဲ့ကိုယ်နဲ့ကပ်ပြီးဆိုတာကိုယ်တိုင်သိတယ်အဲ့ဒါကနံပါတ်1အကျိုးကျေးဇူးပဲကိုယ်သိဒါကိုပဲပါခေါ်လဲတန်ဒိဋ္ဌိကကိုယ်တိုင်သိတယ်ဆိုတာတရားအဲ့လိုပါဟုတ်လားဟုတ်ပါဗျာကိုယ်တိုင်သိတယ်မယုံဘူးလားဟဲ့ကောမယုံလို့ရှိရင်အေဟိပတိကလာလို့ကခေါ်လို့မရဘူးလားရပါတယ်ဗျာယုံမလားဟဲ့ကောမယုံမလားဟဲ့ကောမလာလို့ချင်နော်မယုံရင်လာလို့ကြည့်ရဲ့အချိန်ဆိုင်သလားချက်ချင်းမြင်ရလားချက်ချင်းမြင်ရပါတယ်ဗျာချက်ချင်းမြင်ရတော့ပါနော်အာဂါလိကတရားပုံတော်တွေကဒီမှာလာပြီးတော့တဲ့တယ်မတွေ့ဘူးလားတွေ့ပါတယ်ဗျာတွေ့ပါတယ်ခင်ဗျာအဲ့ဒါအခုစိတ်နဲ့ကိုယ်နဲ့ကပ်ပြီးဆိုလဲတည်ပြီးဘုန်းကြီးကတော့ရှင်းပြရင်ဒီတိုင်းမဟုတ်ရင်ရတာကိုမလာတော့တာဒီနည်းတိုင်းအမတော်ရင်စိတ်ကအရသာကိုမလာဘူးဝိပဿနာပဲတက်တဲ့ခါလဲ relax လို့ပြောတာလေ easily တော့သူတစုံပြီးပြတ်သွားလိုက်ပြန်ဖြစ်လာလိုက်တစုံပြီးပြတ်သွားလိုက်ဖြစ်လာလိုက်အဲ့ဒါလေးကိုထိုင်ကြည့်နေဝိပဿနာလဲအဲ့နှာခေါင်းပြားတယ်မှတွေ့နေတာဟုတ်လားဒီမှာပါဒီတော့ဟို light ဒီ light ဆိုလို့ light တယ်ဗျာ light ရဲ့စိတ်တွေပြန့်သွားတယ်လို့ကိုလုံးစရာမလိုတော့နားလားအဲ့နှာခေါင်းပြတဲ့ဝိပဿနာလည်းရှိတယ်နားလားမှန်ပါဗျာအဲ့သမထရောဝိပဿနာရောအဲ့ဒါလိုနေခြင်းအဖြစ်ပါလဲစိတ်နဲ့ကိုယ်နဲ့ကပ်နေတဲ့အတွက် stress တွေမရှိဘူးဒါတော့ရှင်းသွားပြီ stress တွေမရှိတဲ့အတွက်ကြောင့်မလို့ stress ကြောင့်ထွက်လာမဲ့ hormone တွေရပ်သွားပြီအဲ့ဒီ hormone တွေထွက်သွားရပ်သွားတဲ့အတွက်ကြောင့်မလို့စီးကြိုကို manage လုပ်ပေးတယ်ဒါတော့တို့ဆိုပြောစရာမလိုဘူးနှလုံးကို manage လုပ်ပေးတယ်နှလုံးယောဂတွေများနှလုံးကျန်းမာရေးမကောင်းသူများနော် now this is the way how you make yourself free from the suffering of life ဒါဟာဒုက္ခကိုလွတ်မြောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းအစစ်မဟုတ်ဘူးလားဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ဗျာဒုက္ခလွတ်မြောက်ဆို everybody all walks of life not only Buddhist people ဗုဒ္ဓဘာသာတွေကြီးမဟုတ်ဘူးလူတိုင်းလုပ်လို့မရဘူးလုပ်လို့ရပါတယ်ကိုယ်နှကောင်းကကိုယ်ဝင်လေကိုယ်ထွက်လေကိုယ့်အကိုကြည့်တာဘာမှလို့လေခဏပြောတယ်နော်ဘာမှမှန်ပါဘူးဗျာခုနကကိုယ်ကိုထိုင်ကြည့်တာတော့ဘယ်ဘာသာမှလည်းစော်ကားတာမဟုတ်ဘယ်ဘာသာမှလည်းအပြစ်တင်တာမဟုတ်ဘယ်သူနဲ့မှလည်းရန်လို့ဖို့ကြိုးစားတာမဟုတ်ဟုတ်မလားတမန်ဗျာခုနကကိုယ်ဝင်လေထွက်လေကိုယ့်ကိုထိုင်ကြည့်တဲ့အလုံးမှာမလုံချင်ဘူးဆိုတဲ့လူကစဉ်းစားဖို့အဲ့လူကဘယ်လောက်ဒီဘာသာရေးတွေကိုင်းဆိုင်ပါတယ်ပြောရမ်းနေတာလို့မဆိုနိုင်ဘူးလားအဲ့လိုလုံးလိုက်တဲ့အတွက်ဘာဖြစ်လဲဆိုဟိုအုံတော့မှလည်းပဲ prefrontal cortex မှာ gray matter တွေထူးထဲလာပါတယ်လို့အဲ့လိုမျိုးလုံးလိုက်တဲ့အတွက်အပြောင်းလဲဖြစ်တယ်အေးချာပဲအဲ့လို gray matter တွေထူးထဲလာတဲ့အုံတော့ရဲ့ structure ပြောင်းလာတဲ့ကြောင့်မလို့တခုချင်းစီရဲ့တွဲချင်းစီရဲ့အနေဝင်သက်ထွက်သက်ဝင်သက်သက်နှစ်နဲ့သုံးနဲ့အဲ့လိုမျိုးဝိပဿနာပဲကြာလဲဝင်သက်သက်လေးကသုံးပြတ်သွားလိုက်ပြန်သုံးဖြစ်လာလိုက်သုံးပြတ်သွားလိုက်သုံးဖြစ်လာလိုက်အဲ့လိုမမြင်ဘူးလားမြင်ပါတယ်ဗျာမြင်ပါတယ်ဗျာအဲ့လိုမြင်နေတယ်ဆိုတာဘာဖြစ်တာလဲဆိုတော့အုံတော့ function ကောင်းလားအုံတော့ရဲ့လုံနိုင်စွမ်းရည်ကောင်းလားနားကျမဖြစ်ဒီ function ကောင်းတာလဲဟိုအောက်က structure ပြောင်းလို့ဆိုမသိကြဘူးလားကြပါတယ်ဗျာဒီဘလုံးကိုရွေးကြည့်ပဲသိပ္ပံနိကြ scientific data ဘာသာဆိုတာကိုပြောနေသိပ္ပံနိကြဆိုသိပ္ပံနိကြကြည့်သွားရမယ်ဘုန်းကြီးကနားလားဒါကဟိုတကယ်သိပ္ပံနိကြဒီဘက်ခေတ်ထဲမှာဒီလိုမသွားလို့လည်းအဆင်မပြေဘူးဒါကြောင့်မလို့ခုနပြောတဲ့ဣတိပိတောကအာရနာမရူပနေသံဒုက္ခအနတ္တနဲ့သာအခုချိန်ထိသာဘုန်းကြီးဟာအစင်လာတိုင်းထိုင်နေဘယ်မှမယုံစိတ်ချဟာလားဟုတ်ပါဗျာကျမဗျာအဲ့ဒီဂျင်းကြီးပိတ်ခံဂျင်းကြီးပိတ်ခံနားလားဟုတ်ပါဗျာမှန်ဗျာအဲ့ဒီဂျင်းတွေကိုကိုယ့်ကိုဖယ်နိုင်တဲ့ဉာဏ်ရည်စွမ်းရည်ရအောင်လို့တော့ဘုန်းကြီးဒါတော့ရှော့အာစီထိုးပေးနေတာဓမ္မအာစီအသိဉာဏ်အာစီထိုးပေးတာနားလားကျ
တင်ပါဗျာ တင်ပါဗျာ ဒါဒီအုံတော့မှာ40ကန smart party ပါတယ်အုံတော့ရဲ့40ကနသိဉာဏ်ပညာစိတ်ပိုင်းပါတယ်ကဲဒီနားမှာခရစ်ယာန်တယောက်မွတ်စလင်တယောက်ဟိန္ဒူတယောက်ဂျူးတယောက်ခဏထိုင်နော်ဘာသာပေါင်းစုံထိုင်ပြီးတော့အဲ့ဒီ40ရာခိုင်နှုန်းပါတယ်ဆိုတာကသိပ္ပံသုတေသီတွေသူတွေနဲ့လောက်ထားတာမဟုတ်ဘူးလား ဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ဗျာ မြတ်မင်းခရစ်ယာန်လောက်ငါဘာမှမပြောလို့ဘူးမြတ်မင်းဗုဒ္ဓဘာသာလောက်ငါဘာမှမပြောလို့မြတ်မင်းမွတ်စလင်လောက်ငါဘာမှမပြောလို့ဘူး but you have that 40% of smart part in your brain အဲ့ကိုခေါင်းထဲမှာတော့ဘာတော့ပါနေတော့ 40% ဗျာ အဲ့ဒါကဗုဒ္ဓဘာသာလုံနေတော့မှလည်းပါတယ်ခရစ်ယာန်လုံနေတော့မှလည်းပါတယ်မွတ်စလင်လုံနေတော့မှလည်းပါတယ်ဂျူးလုံနေတော့မှလည်းပါတယ်ဟိန္ဒူလုံတယ်မှလည်းပါတယ်အဲ့ဘာသာတွေခွာချလိုက်အဲ့ကောင်ကွာသွားလားရှိနေသေးလား တိနေသေးပါဗျာ ဒီပါဗျာ ဒီဒါကိုထုံးစံတိုင်းမလိုက်နဲ့ဘုန်းကြီးအလေးနဲ့ပြောနေဒီစကားအဲ့လိုဆိုရင်ဒီဘာသာတရားတွေကဂျင်းနေမဟုတ်ဘူးလား မှန်ပါဗျာ အဲ့ဒီဘာသာတရားပါသည်ဖြစ်စေမပါသည်ဖြစ်စေဒီ40ကနော်ဒီမှာရှိမနေဘူးလား ရှိပါရှိပါဗျာ တကယ်အလုံးလုံးမှာကဘာသာတရားအလုံးမလားအဲ့40ကနော်ကလုံးမလား 40ရာ ခုနဘုန်းကြီးနာမအာဒူလေး12နှစ်သမီးလေးနော်ဘုန်းကြီးတပီးလေးဒီနာမဆိုနေလိုက်လာကတ်နေတယ်အဲ့ဒါအဖြူတော့ဖြူမဲကိုမဲတိလာဆိုသိရတယ်ကောင်းဒါဆိုသိလာဆိုသိတယ်အဲ့ဒါဘယ်ဘာသာသင်ပြီးတော့ကိုယ့်ကိုသိလာဆိုကိုယ့်ကိုသိတယ်လို့ပြောတယ်အဲ့တော့ကိုယ့်ကိုဘာလို့သိရလဲဆိုဒါကလေးကတောက်လျှောက်တယ်သိနေပြီတော့အဲ့ဟိုဘုံဘုံပြောတဲ့40ရာခိုင်နှုန်းအသိဉာဏ်ပါလို့သူသိနေဟုတ်လား တင်ပါဗျာ မှန်ဗျာ တင်ပါဗျာ ကလေးလေးဟာဒီရွယ်မှာဂျင်းကွာခွင့်ရတယ်လို့မဆိုနိုင်ဘူးလား ဆိုလိုက်ဆိုနိုင်ပါလေဗျာ စိတ်ရည်ကြည့်တယ်ဒါဘုန်းကြီးမြည်လောက်နေရမှာရှိတယ်ဒီပုံမှာသားသမီးတွေမြည်တွေတူမတွေအများကြီးအားတွေကိုတိတ်တိတ်ချာချာပြောပြနိုင်ရတဲ့နဲ့ပြောမပြဘူးဆိုအချိန်လေးကုန်ပြီးတော့တနာစရာမကောင်းဘူးလား ကောင်းပါတယ်ဗျာ အဲ့ဒီ40% smart part ကလုံးနေတယ်အဲ့ဒီ40% smart part ကလည်းပဲတခြားနည်းနဲ့မရဘူးဟောတယ်လို့အားထုတ်တတိပဋ္ဌာန်အားထုတ်မှသာသူကဘာဖြစ်လဲပိုရေး structure ပြောင်းလာတယ်အယောင်တောက်လာတယ်ဟုတ်လား မှန်ပါဗျာ ဒီ structure ပြောင်းလဲခြင်းဒီဘာကောင်းဖို့လဲ function ပြောင်းဖို့ပဲ function ပေါ်ကောင်းဖို့ဆိုပြောင်းဖို့ဆိုဘာလဲမှတ်ဉာဏ်တွေမဆုံးရှုံးအောင်လို့အသိဉာဏ်တွေဖွံ့ဖြိုးအောင်တာပဲဟုတ်လား တင်ပါဗျာ အဲ့ဒါကဒါဘုန်းကြီးပြောခြင်းနဲ့ခုမှပဏာမရှိသေးတယ်ဒါပေမဲ့ဒီကောင်အများကြီးပြောရမယ်เนาะဘုန်းကြီးမင်းညာနှစ်နာရီလောက်ရထားပြီးတော့စာကြည့်နေတာအလကားမို့လကားမို့ဒီစကားလေးတွေဒီတလုံးလေးတွေပါစက်ဟိုပိုက်သေးဟိုခေါင်းထဲဟိုပါသွားဖို့ဘုန်းကြီးဘလို့အထောက်ရလဲဒါတော့မှ9နှစ်ရှိပြီတင်းလာเนาะသူကထုံးစံတိုင်းမှေ့လိုက်လာရင်ဘာမှကိုဖြစ်မှာမဟုတ်ဘူးစဉ်းစားခုနခရစ်ယာန်မွတ်စလင်ဟိန္ဒူဂျူးဗုဒ္ဓဘာသာတန်းစီထိုင်เนาะတန်းစီထိုင်No, I will never blame what you believe in. But men by your young men, no, get them a more Pilatenzia Lola. But you have that 40% smart part equally. Menos ya Konema Papale, these are no say. Nimia Balama Baula. Yeah, Boda Badamolo, Apo Bazila, Creamolo, Apo Bazila, Adudu Bala. အတူတူပါလာပါဗျာ အဲ့ဒီပါလာတဲ့ဟာကကိုယ်နဲ့အသက်ရှင်နေတာသူ့ကိုဖယ်ရှားလို့ရလား မရပါဘူးဗျာ သူ့ကိုဖယ်ရှားရင်အသက်ရှင်လို့မရတော့ဟုတ်လား ဒီမှာဗျာ သူပါလဲလူကသိဉာဏ်ရှိတယ်ဘာလို့အဲ့ဒီ 40% smart part can make the difference between human being and animal လို့ဆိုထားတာဟုတ်လား 40% smart parts make the difference နော်ဒါမှတ်တာ formula နော် 40% smart part makes the difference between human being and animal. လူနဲ့တိရစ္ဆာန်ကြားမှာခွဲခြားထားတာအဲ့40ရာခိုင်နှုန်းပဲ။နားလား။ ပါဗျာ အဲ့ဒါအသိမှတ်ပညာတတ်ဆန်ဆန်မှတ်သိပ္ပံနည်းကျမှတ်နော်။အဲ့တော့ပြီးတော့မှဗုဒ္ဓဘာသာကဘာမျိုးလဲဆိုတာကိုချပြအောင်မှာ။နော်အခုဒါပြောနေလို့ရှိသေးတယ်။လူနဲ့တိရစ္ဆာန်နဲ့ခွဲခြားတာဘာလဲဆိုရင် 40% part of the brain is different between human and animals. အဲ့တို့ကတော့အဲ့ဒီ 40% smart part ကိုဒါတော့ဘုန်းကြီးတည်တည်ချာချာညွှန်းလိုက်တာတို့ကတော့ဘာကိုပြောလဲလို့ဆိုတော့ prefrontal cortex အဲ့ဒီ 40% ကအဲ့မှာပါတာမဟုတ်ဘူးလား ဗျာ အဲ့ဒါကြောင့်သိပ္ပံပညာရှင်တွေကဘယ်လိုမှတ်ချက်ချဆို prefrontal cortex make the difference between human being and animal လို့ဒီလိုသုံးထားတယ်နော်
40% prefrontal cortex makes difference between the human being and animal လူနဲ့တိရစ္ဆာန်ကိုခွဲခြားတာကအဲ့ prefrontal cortex ကခွဲတာလို့ပြောတယ်အဲ့ prefrontal cortex မှာပါတယ်40%တော့ခွဲတာတိကျပြောရင်နားလား တင်ပါဗျာ အဲကြောင့်သင်္ချာအုံနှောက်ကြတော့အဲ့လိုတိကျသွားတယ်တိကျထီအောင်စိတ်ကရောက်မှရတယ်သူတို့ 40% prefrontal cortex ကလည်းမှားလားဆိုမမှားဘူးလေ prefrontal cortex ကလည်းမှားအဲ့ဆိုဒီ40%တော့အဲ့ prefrontal cortex မှာရှိတာဟုတ်နားလား တင်ပါဗျာ အဲ့ဒါဒါတွေကိုသိဖို့လွယ်ရလား ဂျင်းတွေကိုပြောင်းဖို့မပြောနဲ့ဘုန်းကြီးပြောတယ်ခုနက ADP တော့ကအရဏမတုပနိစ္စဒုက္ခနတ္တဆိုအဲ့ဒါဂျင်းအစစ်ကြီးဟာလား တင်ပါဗျာ အဲ့အတုံးလိုက်တက်လိုက်ကိုထည့်ထားတာအဲ့ဒါပဲတစ်သက်လုံးကိုလုံနေတဲ့သူလည်းရှိတယ်နားလား တင်ပါဗျာ ဒါလုံနေလို့လည်းဘာတွေဖြစ်လို့ဖြစ်တုံးလဲဘာမှလည်းမဟဲကောင်လေးမပြောနဲ့ဟဲကလေးကောင်မလေးမပြောနဲ့အဲ့ဒါပြောငရဲကြီးတဲ့နဲ့ that is religion အဲ့ someone လူတယောက်ကပြောလိုက်ငရဲကြီးတဲ့ဆိုအဲ့ဒါ religion ပဲနားလား တင်ပါ religion ပဲရန်ပြောတကယ်ဂျင်းခုနကပြောတယ်ခရစ်ယာန်တယောက်မှလည်းအဲ့ဒီ40ကလုံးပါတယ်မွတ်စလင်မှလည်းဒါပါတယ်ဟိန္ဒူမှလည်းဒါပါတယ်ဂျူးမှလည်းဒါပါတယ်ဗုဒ္ဓဘာသာမှလည်းဒါပါတယ်40ကလုံးပါတယ်တေးကြတာကတော့အဲ့40ကလုံးကိုဖယ်ပလိုက်လူသက်ရှင်လို့ရတယ် ရပါပါအားကြောင့်ပါ မရဘူးလူသေးကြီးဖြစ်သွားအသက်ရှင်လည်းပဲအာယကွနဲ့အသက်ရှင်နေအဲ့ဒီကောင်ဖယ်ပြလို့မရဒါပေမဲ့ခုနခရစ်ယာန်တွေမွတ်စလင်တွေဟိန္ဒူတွေဖယ်ပလိုက်စားဖယ်တယ်လို့ကြေညာပြီးဖယ်ပလိုက်အသက်ရှင်လို့ရလားမရဘူး ရပါတယ် ရပါပါ ဘာဖြစ်လို့လဲအဲ့ဒါဂျင်းတွေကိုထည့်ထားတာဂျင်းတွေထည့်ထားတော့ကိုယ်မပူလောင်နေတယ်အဲ့ဒါတွေနဲ့နားလား တင်ပါဗျာ မှန်ပြီလား လောင်နေတာပူလောင်တော့မှဘလောက်ပူလောင်လို့ဆိုဘုရားရဲ့လို့သွားတော့မှဘုရားကိုတဲ့တဲ့ရှင်မကိုနိုင်ဘူးငါအင်္ဂါတောင်လေးသွားအောင်မှဂျင်းရပါလာတယ်တန်းလားအဲ့လားငါကြာတာပြီးတော့မှငါကြွတ်တာလေးမသွားလို့မရဘူးကြွက်ကငါ့ကိုမျောနေတာသွားမှဆိုကြွက်နာသွားတာပဲနော်ခုနလေးသွားအောင်မှဆိုခုနလေးသွားတာပဲနော်အဲ့ဒါနဲ့ပဲဒီကွက်လေးတစ်ခွက်ကောက်လောင်းဘုရားငါမွေးနေ့လေးမှာခွက်လူ40အသက်40ဆိုခွက်40လောင်းဟာတခါလေနော်အဲ့ဒါပါဂျင်းလေးကြီးအဲ့ရှက်လည်းမရှိလောက်တယ်နော်ဟုတ်လား တင်ပါဗျာ အဲ့ပြန် ရရှိရှေ့လျှောက်အသက်တွေလည်းရလာပြီနော်ဘုန်းကြီးလည်းခဏပြောနေတဲ့ကြောက်စင်နဲ့လည်းနှီးလာပြီအသက်တွေလည်းရလာပြီအကောင်းစားတဲ့ကြီးဂျင်းတွေကိုဖြုတ်ဖို့သာစဉ်းစားတာလားဂျင်းတွေနားလား ပါဗျာအဲ့ပြန် အဲ့တော့ခရစ်ယာန်လည်းဂျင်းမဲ့မွတ်စလင်လည်းဂျင်းမဲ့ဟိန္ဒူလည်းဂျင်းမဲ့ဗုဒ္ဓဘာသာလည်းဂျင်းမဲ့နားလား မှန်မှန် အဲ့ဘာသာရေးမှန်သမျှဂျင်း တင်ပါဗျာ ဘာသာရေးမှန်သမျှဂျင်းတွေပဲဒါပေမဲ့နော်ဒါပေမဲ့ Buddhism is something exceptional ဒီဒီအောင်ဘုန်းကြီးတို့ပြပကြတော့ပြောရတယ် but the Buddhism is something exceptional because it teaches us the Dharma အဲ့ဗုဒ္ဓဘာသာတော့ဗာလဲချွင်းချက်ရှိတယ်ဗုဒ္ဓဘာသာဗာလဲ ချင်းရှိပါဗျာ why is it ဘာဖြစ်လို့ချွင်းချက်ရှိရဆို it teaches us the Dharma အဲ့ဗုဒ္ဓဘာသာဓမ္မကိုသင်ပေးနေတာပြောတဲ့ဓမ္မတွေကဗုဒ္ဓသင်လို့တတ်တာဗုဒ္ဓမသင်တတ်ပါမလား တက်ပါဗျာ ဗုဒ္ဓမသင်တတ်เสียဘာအကြောင်းမှမရှိအဲ့ဒါကြောင့်ဗုဒ္ဓဘာသာကတော့သူတို့ဘာသာရေးကတတ်ဘုန်းကြီးတို့ကပြောခဲ့ပြီခဏ we have to appreciate we are responsible to appreciate the Buddhism အဲ့ဒီဗုဒ္ဓဘာသာကျေးဇူးတင်ဖို့တာဝန်ရှိတယ်ကျေးဇူးတရားနားလည်ပေးဖို့တာဝန်ရှိတယ်သူကျေးဇူးကြောင့်ဒါတွေသိခွင့်ရတာနားလား တင်ပါဗျာ အဲ့ဒါပညာတတ်စကားအဲ့စကားပဲတော့မှမပြောင်းလဲဘူးပဲတော့မှမပြောင်းပြတ်ဘူးခုနကလိုငါဗုဒ္ဓဘာသာကြီးကိုးကွယ်နေဆိုတာနဲ့ appreciate လုပ်တာဘယ်ဟာကအတည်ရှိတယ် ဘုရားဘာသာကိုကျေးဇူးတင်တာပို့ပြီးတော့ဒီပဲရှိပါတယ်ခင်ဗျာ appreciate လုပ်တယ်ဆိုတာပညာတတ်မဆန်ဘူးလား ဆမ်းပါတယ်ဗျာ အဲ့ဗုဒ္ဓဘာသာလည်းဘာသာရေးပဲနားလားအဲ့တော့ but Buddhism is something exceptional because we know the Dharma from Buddhism အဲ့ဗုဒ္ဓဘာသာမလို့သိတာ because of Buddhism has preserved the Dharma that I'm talking about ခုဘုန်းကြီးသင်ပေးနေတဲ့တရားတွေကိုတော့ထိမ့်သိမ့်တာထိမ့်သိမ့်တာတင်ပါဗျာဒါတော့မှဒါကိုယ်တိုင်ရှင်းပြောရင်တီထောင်းလာလို့ခု9နှစ်လည်းရောက်လာလို့ပညာထက်တွေလို့အားယူပြီးပြောရတာနော်နောက်ကပြိတ္တကဘာပညာမှမတတ်ဘူးဘာမှလည်းမထူးလာဘူးဆိုရင်တော့အဲ့ဒါပြော့လည်းလကားပဲဆိုတော့မောလာပြီဘာမှအစ်စ်တွေမထွက်တော့ဟုတ်လား မှန်ပါဗျာ
ဘာလဲပြောမပေးချင်ဘူးပြောပေးလေဘာမှမထူတာကိုကအဖြူဆိုသူကအမဲလောက်တယ်သူကအမဲသူကကိုကအမဲဆိုသူကအဖြူလောက်တယ်ကိုသိတဲ့တိုင်းသွားတာမဟုတ်ဘူးမှန်ဗျာ အဲ့တော့ဒီဗုဒ္ဓဘာသာကိုခွာချလိုက်ကိုသက်ရှင်ရတာ40နဲ့ရှင်လို့ရနေတယ်အဲ့40ကိုခွာချလိုက်ဗုဒ္ဓဘာသာနဲ့ရှင်လို့ရတယ် ရပါ အဲ့ဒါကိုပေါင်းသဘောပေါက်လို့ရှိရင်ဘာသာရေးတွေကဂျင်းတွေဆိုတာဘုန်းကြီးအလုံးနေနဲ့ပြောသလားတကယ်ကိုဂျင်းစစ်တယ်လား တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာ အကြတရီထားအဲ့ဒါကြောင့်ဘာသာရေးချင်းအလွန်ပြင်းဆိုတဲ့အဲ့စကားတွေကဘုန်းကြီးနှလုံးသားထဲနဲ့ထွက်လာတဲ့စကားတွေဒီတော့အခု ChatGPT နဲ့ပြန်ပြီးတော့ချိတ်ဆက်ပြောတယ်ဟောနိုင်ငံသားတွေမထွက်သေးမလို့ထိုင်ပြောရတဲ့အခါအရှိပါရှိပြောလို့ရတယ်အားရှိပါရှိလေပြောလို့သူတို့ကလည်းနားလေတယ်အမေဘုန်းကြီးလောက်တာကိုပဲဘုန်းကြီးလောက်နေတဲ့ dedication ခေါ်တယ်သူက dedication ဆိုတာ your dedication to the mindfulness with the scientific dharma ဆိုတဲ့အဲ scientific dharma နဲ့သတိပဋ္ဌာန်နဲ့တွဲပြီးပြောနေတာရှင်ဘုရားရဲ့အလုံးလုံးမှုစွန့်လွတ်မျက်နှာခံမှုပေါ့ dedication ဆိုတာနော်ကိုယ့်ရဲ့ဘဝကိုအဲ့ထဲကိုနှစ်ထားပေးတာဒီထဲကိုကိုယ်စွန့်လွတ်မျက်နှာခံထားတာကိုကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကိုမလုပ်တော့ဘဲနဲ့ဒါပဲလုပ်နေတယ်အဲ့ဒါအတွက်တပည့်တော်တို့ကဂုဏ်ယူပါတယ်နော် mostly honor လို့တော့ပြောတယ်သူဟုတ်လား တင်ပါဗျာ သူတို့နဲ့စကားထိုင်ပြောပြီးကြက်တီကိုရှိလို့ပြီးတော့ဟိုဘက်မှာပညာတတ်တွေဝိုင်းဖတ်ကြမှာဒါတွေဝိုင်းပြီးတော့သူတို့ပြီးရင်သူတို့ဘုန်းကြီးပြောလိုက်တဲ့အယူဆတစ်ခုမှနောက်ထပ်သူတို့ဗာမေးလိုက်ရင်ဗာလေးထပ်ပြောမှသူကအသင်ရှာထားတယ်အဲ့ဒီကြက်တီရှိအခုဒီမှာအဲ့ဒီဟိုဘုန်းကြီးမင်းညာအဲ့မှာတင်ထားတဲ့ပုံလေးတွေဒီမှာတွေ့လား သိပါတယ်တွေ့ပါဗျာ သူက vision နေနဲ့သူကအမြင်ဉာဏ်လားတဲ့ဒီဘာသာရေးနဲ့လူအုံတော့အသိဉာဏ်ဟုတ်လားအဲ့ဒါကိုမြင်စရာပုံစံနေတဲ့မြင်ဉာဏ်လားမြင်ကျင်လို့ရှိရင်လည်းဆွဲပေးမယ်ဆိုမဲဆွဲပေးတဲ့ခိုင်းကြတော့မလို့ရတော့ခိုင်းရတယ်ကိုကခိုင်းကြမလို့ဘူးအမလေးတစ်လက်19ချက်ကတော်တော်အတိတ်ပဲရှိနေတယ်ဟုတ်လားတစ်လက်19ချက်နဲ့ချက်ဒီငှားတာကလုတ်ပေးနေပါလေဟုတ်လားအဲ့တော့ဘာသာရေးသဘောကဒီဘက်မှာကြည့်လိုက်နော်ဒီဘက်မှာကြည့်လိုက်ဘာသာရေးသဘောကဒီဘက်မှာအလယ်မှာမြင်းကြောင်းလေးရှိတယ်ခွဲထားတယ်ဘာသာရေးကတတ်လူအသိဉာဏ်တတ်ဒီလိုကွဲမနေဘူးလား ကွဲနေပါတယ် ဒါလေးကအလကားမှာပါတယ်သူတို့ဒီ ChatGPT ကနေဖြစ်စေချင်တာလေးသူကျေးဇူးတင်တယ်တဲ့ဒီအရှင်ဘုရားဘာသာရေးလို့မပြောဘဲနဲ့သိပ္ပံနိကြပြောပေးနေကျေးဇူးတင်တယ်လို့ဒီလိုကိုဖြစ်လာတာဒီလိုကိုဖြစ်လာတာအဲ့တော့ဟိုဘက်မှာလည်းပညာတတ်နဲ့ထိုင်ပြောရတော့ဒီဘက်မှာလည်းကိုယ်ပရိသတ်ကလည်းပညာတတ်ဆိုတော့ပညာတတ်တဲ့သူတွေများပါတယ်အဲ့တော့မှတဖြည်းနဲ့ဆွဲတင်တော့မှရမယ်ဒီဘက်မှာဒီဘက်အညာရည်တူကတော့တော်တော်နားလည်ညာရည်စစ်သမားနားမလည်ဘူးဆိုတော့သွားတော့ဟဲတူတဲ့ဟဲအဲ့တော့ဒီမှာ तू ကအစောပိုင်းတော့ဒီလိုချားထားတယ် तू စောနော်ဘုန်းကြီးမေးတဲ့မေးခွန်းပါလဲခုနမေးခွန်းပဲပြန်ကြည့်လိုက်Now, is it necessary for individuals who possess abilities such as 40% smart part of the brain to balance, discern the right and wrong and to adhere to particular religious belief? If they are no owner sway para to tu purana amama quacha dide, any tu purana amama quacha dide, ye pine sign tare luga. I swear a land. Yonjin dia luga padala lo. Ya phonji made her a mego. No, era do no lo pian chile. No, it is not necessary for individuals who can clearly discern between right and wrong to adhere to particular religious belief that the manamare surago kong shin mien nai ni de lu da tayaw to individuals pokori bono lu pokori atwe de အဲ့ဒီဘာသာရေးတစ်ခုကိုအသေးအတန်ကြီးကြီးလို့ဆွဲလန်းလန်းကြီးလုပ်နေစရာမလိုပါဘူးလို့ဒါသူတို့ဖြေထားတယ်ဒီဟာမေးခွန်းကိုဖတ်လိုက်တာ ਨੇ သူတို့ဘာကြောင့်ဒီမေးခွန်းမေးတယ်လဲဒီမေးခွန်းမေးတဲ့သူကဘယ်လိုအဆင့်တန်းလဲမှန်းလို့မရဘူးလားရပါတယ်ဒါပညာရေးသမားအဲ့ဒါခုဘုန်းကြီးပြောနေပညာထက်ဆန်ဆန်ပြောနေပညာရေးစကားဘာသာရေးစကားလားပညာရေးစကားလားပညာရေးစကားပါစဉ်းစားခုနအေးပြီးတော့ဘကအရဏမရူပနေဆန်ဒုက္ခနဲ့တန်စဉ်းစားအဲ့ဒီကောင်နိဗ္ဗာန်ရောက်မှလားဉာဏ်ပညာဖွံ့ဖြိုးမှလားစိတ်တည်ငြိမ်မှုရမှလားအုံနောက်ဖွံ့ဖြိုးမှလားကြပြောဖွံ့ဖြိုးပါဘာမှမဖြစ်ဘူးဘာမှမဖြစ်
ဘာမှမဖြစ်ဘူးဆိုကြတဲ့တင်ချပေါက်တာဒီပါတော့ဂျင်းပဲကိုယ့်အတွက်ဒုက္ခပေးဖို့တက်တယ်မဟုတ်လား ဟုတ်ပါတယ်ဗျာ ဂျင်းကမှဆေးဘက်ဝင်သေးတယ်ဂျင်းကမှဆေးဘက်ဝင်သေးတယ်နားလားဂျင်းပြုတ်ရည်လေးပါလေတော့အေးမိတာတွေပျောက်တယ်အဲ့အေးတော့ကနံပါတ်1ဘာမှလုပ်မရဘူးနားလား တင်ပါဗျာ အခုဒီလိုမျိုးဝင်တဲ့သက်ကိုခုကိုယ်တိုင်တော့ကိုယ်စိတ်လေးပြေးတယ်မပြေးဘူးထွက်တယ်မထွက်ဘူးငြိမ်တယ်မငြိမ်ဘူးကိုယ်တိုင်သိမရဘူးလား တီးလို့ရပါတယ်ဗျာ အဲ့ဒီနီးရဘယ်သူတင်တာတော့ဗုဒ္ဓတင်တာ ဖျားဘုရားတင်တာ directly တင်ထားတာခုနကဒီပြီးတော့ဘုရားအရဟံဆိုတာတော့ဘယ်နာတော့ကွန်ချာတို့ကိုရက်တို့ကလာဖို့ရပါတယ်နားလားကွန်ချာတို့ကိုရက်တို့ကဗုဒ္ဓလာသူကသူလောက်တာ တွေ့တော့ အဲ့တော့ဗမာပြည်မှာစဉ်းစားကြည့်သူ့ဖတ်သူလောက်ပြီးရှောက်တင်တာတွေကအများကြီးကြားတာတွေဟာတွေနဲ့သူစင်ပြောသွားတာမဟုတ်ဘူးနားလား တင်ပါဗျာ ဒါတပည့်တဲ့ဘုရားကြီးတင်တာကိုစွန့်ပြပြီးတော့ကိုလုံးချင်ရရှောက်လုံနေတဲ့ခါကျတော့မှားကုန်သလားရှုပ်ထွေးလာပြီးတော့ရှုပ်ထွေးလာ ရှုပ်ထွေးတာ ရှုပ်ထွေးတယ်မလည်းမှားတယ်ရှုပ်လဲရှုပ်ထွေးတယ်မလည်းမှားတယ်နားလား အဲ့တော့ဓမ္မနဲ့ပတ်သက်လို့တော့ဘုန်းကြီးခဏခဏပြောနေလို့စိတ်စေသိယုတ်ဓမ္မနိဗ္ဗာန်ဓမ္မဒီဓမ္မမှာတပါးတခြားရှိလား မရှိပါဘူးဗျာ အဲ့ဓမ္မတွေကိုသိကြရင်တော့အပြစ်မဲ့ပုဂ္ဂိုလ်တ attva တွေနဲ့လိုက်ရှာလားကိုယ့်ထက်ကိုကြည့်ပြီးရှာမှာ ကိုယ်တည်းကျင်းပါပါဗျာ အဲ့ဆရာရှာတဲ့ခါလည်းပဲအဲ့ဒီဆရာကသူကြည့်ထားတဲ့ဆရာပဲဖြစ်ရမယ်အဲ့ဆရာကြည့်နေပဲပေးတဲ့ဆရာဖြစ်ရမယ်နားလား တင်ပါဗျာ အဲ့လိုလေးရှိအဲ့တော့ခုနကပြောလို့အဲ့ဒီ 40% ဒီလူတိုင်းမှာပါတယ်အထုပ်တူမှာအဲ့ဒီ 40% ကြောင့်မလို့အုံတော့ရဲ့ structure ကအကောင်းဆုံးအဆင့်မှာရှိပြီးတော့အာမထုတ်တဲ့သူမှာပြုတ်တိပြုတ်ဖက်ဖြစ်တယ်ရောတိရောရဲဖြစ်တယ်အုံတော့ဒီမှညာနေမကောင်းဘူးဉာဏ်ပညာတွေမကောင်းဘူးဟုတ်လား တင်ပါ အဲ့တော့အဲ့ဒါဒီတကယ်လို့ရမယ်အလို့မရမင်းဘယ်ဘာသာယုံ whatever religion you believe in this is the way you have to do နော်မရမင်းဘယ်ဘာသာယုံကြရတော့ဒါဒီပါလေလုံးကိုလို့ရမယ်အလုံးလို့ဆိုတော့ဒီလိုနားလည်အောင်ရှင်းပြတဲ့အခါကျတော့တစ်ဖက်ကညင်းစရာလိုသလားဘာသာရေးယုံတယ်လည်းဘုန်းကြီးတို့မကန့်ကွက်ဘူးသူတို့ဘာသာရေးယုံတယ်လည်းမကန့်ကွက်ဘူးဗုဒ္ဓဘာသာလည်းယုံနေအသေးယုံနေသွားအသေးအောင်ယုံသို့တော့အဲ့ဒါနဲ့ရသလားတကယ်ကိုယ်ဖွင့်ဖြိုးရေးကိုယ့်ခန္ဓာကိုယ်တတိကတ်နေရမှာ ကိုယ်ပြင်ပြရကိုတတိကရပါဗျာ အဲ့ဒီကြတော့မှဒီလိုနေကြအောင်ဘယ်သူတင်တာလဲဆိုဗုဒ္ဓတင်တာဒီလိုနေကြအောင် ဘုရားတင်တာပါဗျာဘုရားတင်တာပါဗျာ အဲ့လိုဆိုရင်ဗုဒ္ဓသည်ယုံကြည်ဖို့တင်တာလားဘဝနေထိုင်နည်းအတတ်ပညာကိုတင်တာလား ဒီထိုင်နေတက်ပညာကိုတင်တာပါဗျာ This is the way this is the point that you have to understand ဒါဟာကိုနားလည်ရမယ် point ပဲမှတ်ချက်ပဲနားကိုနားလည်မယ်ချက်ပဲနားလား တင်ပါဗျာ ဒီလောနဲ့မပြီးသေးဘူးပေါ့နော်ဒီမှာအခုပြောခဲ့ပြီနော်ဒီလူမှာသိဉာဏ်ပါတယ်နော်ခုနပြောခဲ့တယ်ဘုန်းကြီးလူမှာ 40% သိဉာဏ်ပါတယ်ဗုဒ္ဓဘာသာလဲဘာသာရေးပဲဂျင်းပဲနားလားဗါလဲ ဘုရားပါလေဘာသာရေးချင်းပါဗျာ ဗုဒ္ဓဘာသာလို့လုံးနေတဲ့သူတွေပြောတာနော် but someone who learns the dharma နော် someone who learns the dharma is not religious ဓမ္မကိုလေ့လာတဲ့သူတော့ဘာသာရေးသမားမဟုတ်ဘူး ဘာသာရေး ဘာသာရေးသမားမဟုတ်ဘူးဘာသာရေးသမားမဟုတ်တဲ့အတွက်ကြောင့်မလို့အဲ့သူကတော့ဘာဖြစ်လဲ this one should go to Buddhism and open the box အဲ့ဗုဒ္ဓဘာသာဆိုတဲ့အထဲကိုသွားပြီးရင်တစ်တိုင်ကိုဖွင့်နော် and learn there is a dharma အဲ့ဗုဒ္ဓဘာသာဆိုတဲ့တစ်တိုင်ကိုဘာရှိလဲဓမ္မရှိတယ်အဲ့ဒါကပညာတတ်စကားဖြစ်သွားပြီအသေးနားလည်ဖို့လိုတယ်ပုံသေးနားလည်ဖို့လိုတယ်နော်ဘုန်းကြီးတို့ပညာတတ်စကားပြောနေတာလူမိုက်လူရိုင်းစကားပြောပြီးတော့ဗုဒ္ဓဘာသာကြီးလကလွှင့်ပြပြောနေမှာအဲ့ဗုဒ္ဓဘာသာကြီးလို့ပြောတဲ့လူကဂျင်းပဲအဲ့ဂျင်းဒီကိုလည်းမဆိုင်ဘူးကိုကဓမ္မကိုလေးလာတဲ့သူဒီအဲ့ဒီဗုဒ္ဓဘာသာကိုကျေးဇူးတင်ဖို့တာဝန်ရှိတယ်နားလား တင်ပါဗျာ အဲ့ဒါကိုအသေးမှတ်ရမယ်အသေးမှတ်ရမယ်နော်ဘယ်တုံးကမှမကြားဘူးတဲ့စကားဖြစ်လိမ့်မယ်တစ်သက်လုံးမှာတစ်သက်လုံးတစ်ခါနားလားဘယ်ပါဇက်ကမှမကြားအဲ့တော့ we are responsible to appreciate Buddhism because the Buddhism did bring the Dharma to the world. Hey, Buddha Badaga Kabayu, Dhamari Delare, that we learn the Dharma from Buddhism. We cannot learn the Dharma from Christianity. We cannot learn the Dharma from Islam. We cannot learn the Dharma from Judaism, Hinduism.
but we can learn the Dharma from Buddhism because the Buddhism has preserved the Dharma since the time of the Buddha. Oh, ဘုရားလက်ထက်လေအဲ့ဗုဒ္ဓဘာသာဆိုတဲ့အဖွဲ့အစည်းကဘာလုပ်လာလဲဓမ္မတွေကိုထိန်းသိမ်းလာတယ်ဒီအတွက်တော့ဘုန်းကြီးတို့ကဘာလုပ်ရမလဲလူကြီးလူကောင်းပညာတတ်ဆန်ဆန် we have to appreciate Buddhism နားလားအဲ့တော့ဘုန်းကြီးတို့ဗုဒ္ဓရဲ့ဓမ္မတွေကိုအသိယူတယ်ဆိုတာကနေတတ်ထိုင်တဲ့အောင်သိယူတာဂိုင်းကနဝင်လောက်တာပေါ့နော်ဂိုင်းကနအဖွဲ့ဝင်လောက်တာပေါ့နေတတ်ထိုင်တဲ့အောင်သိယူတာနားလားဒီရတဲ့တော့သင်ယူလို့မသင်ပေးတယ်မခုဘုန်းကြီး9နှစ်ရှိပြီသင်ပေးလာတာကုန်ပြီလားကုန်သင်နေရတော့မဲလားသင်နေရတော့ဘုန်းကြီးဆိုဘာလို့သင်နေတော့မှာတော့ကုန်သွားပြီဆိုသင်စရာလည်းမရှိတော့ဘူးလေးလာစရာလည်းမရှိတော့လေးလာစရာလည်းမလိုတော့ဒါပေမဲ့ကိုယ်ကိုမကုန်နိုင်လို့ဘာလို့ဆို45ဝါ45နှစ်ပါလို့နော်ပြိဋိဘမဆမချင်းတောင်းလျှောက်တစ်ဖွားဖွားနဲ့ပြောလာတဲ့စကားတွေကငါမပြောဘဲနဲ့ပြောကြံခဲ့တဲ့စကားတွေကမြေကြီးတော့ကြည့်တယ်တဲ့မလေးအဲ့လိုကိုပြောခဲ့သေးတာဟုတ်လားငါမပြောခဲ့ပဲနဲ့ကြံခဲ့တဲ့စကားတွေကမြေကြီးတူလောက်ကြည့်တယ်ငါပြောတာကလက်ဖြားပေါ်ကမြေမုံလောက်ပဲရှိတယ်တဲ့ကြံစဉ်းစားကြည့်ဟုတ်လားဒီမှာအဲ့တော့ခုပြောပြီးဗုဒ္ဓပတိလူမှာအဲ့ဒီအသိဉာဏ်အစိတ်ပိုင်းပါတယ်အသိဉာဏ်စိတ်ပိုင်းပါနေတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ဖတ်ကိုဒါဟာကောင်းဤဒါဆိုဤဆုံးဖြတ်နိုင်တယ်ဒါကြောင့်မလို့လူသည်ဘာသာရေးတစ်ခုကိုအသက်အတန်အစွဲအလန့်အယူမှုကိုယ်ွယ်စရာမလိုနားလားဒီမှာပါဗျာအဲ့ဒီလာရမယ်တင်ယူရမယ်ဘုန်းကြီးကဲ့သို့ဆရာကောင်းနဲ့တွေ့ရင်တော့ကိစ္စပြီးပြီဒီမှာပဲအကုန်လုံးဘာသာရေးတွေရောဟလာချက်ခရစ်ယာန်တွေရောအကုန်ဒီမှာမပြီးဘူးလားပြီးပါရဲ့ဗျာပြီးပြီနော်ဘုန်းကြီးတို့ဆရာသမားမျိုးနဲ့တွေ့ရင်တော့အဲ့လိုဆရာသမားမတွေ့ရင်တော့လဲနေမယ်ဟိုခရစ်ယာန်နဲ့တမျိုးမွတ်စလင်နဲ့ပဲကိုယ့်ကိုကောင်းတာတွေဆိုးတာတွေသိဆိုလည်းပဲကိုယ်အုံတော်လေးက limit ရှိတာကိုယ်အုံတော်လေးကတဝါဆန် limit ရှိတဲ့ခါကျတော့ချက်မကြည့်နိုင်တဲ့ခါကျတော့ပြဿနာလေးတွေခက်ခဲလေးတွေတော့ရှိသေးတယ်ကိုယ်လည်းအဲ့လိုပြဿနာရှိနေတယ်လို့ခံစားနေရလိမ့်မယ် limit ဖြစ်တယ်ဒါကြောင့်လည်းဗာတွေလိုက်ချင်လူတွေကထပြီးလေးလာကြသင်ယူကြတဲ့ပြန်လာဘုရားရဲ့တရားတွေကိုရောက်လာတော့ဟုတ်လားမှန်တယ်ဗုဒ္ဓတရားတွေကိုရောက်လာတဲ့အခါမှာတော့ဘာသာရေးနဲ့သွားတွေ့ကြလားလက်တွေ့အကျိုးရှိတဲ့ကျင့်စဉ်နဲ့သွားတွေ့ကြတွေ့အဲ့ဒီကျင့်စဉ်ကဗုဒ္ဓဘာသာအများစုမလုပ်တာပဲအဲ့ဒါပြဿနာပဲနိုင်ငံခြားတွေမှာလုပ်ကုန်ပြီနိုင်ငံခြားတွေမှာပြေးခဲ့တဲ့စကားတော့ပဲကလေးတွေသာစတဲ့ညောင်းတွေမှာလုပ်ကုန်ဗုဒ္ဓဘာသာအစစ်တွေမလုပ်ဘူးအဲ့တော့ခုနကဘာသာရေးတွေနဲ့ဟလာဘာသာခုနပြောတဲ့ပုံလေးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ပညာမတတ်တင်တော့ငါဟိုစောစောကြီးတော့ငါဘာသာနဲ့လူအသိဉာဏ်နဲ့တခြားစီကတ်ထားတယ်ဒီမှာဟုတ်မလုပ်တာလဲဒီမှာသာတိကံတော့ဟုတ်လားလူအသိဉာဏ်ဟာဟုတ်ပါအဲ့ဒီတော့ကတော့ဘာသာရေးကတတ်ကြီးဖြစ်ပြီးတော့ဘာသာရေးကိုသွားပြီးတော့အလေးထားရတယ်နောက်ပိုင်းမှာဘာဖြစ်လာလဲဒီဘက်မှာကြည့်လိုက်ဘာသာရေးပေါ်ဘွဲအုပ်ထုံလေးတင်ပေးတာလေအဲ့တော့ဘာဖြစ်လဲဘာသာရေးကပညာတတ်သွားပြီနားလားရပါဗျာတက်သွားပြီဆိုတော့ကျွန်တော်ဘာသာရေးကိုလားကိုအုံလုံးနဲ့ကိုသွားတော့တာလားကိုအုံလုံးနဲ့ကိုသွားပါတော့ကိုအုံလုံးနဲ့ကိုသွားတော့ပါဗျာကိုအုံလုံးနဲ့ကိုသွားတော့မှာပဲလေမှာ based on human education နဲ့လူပညာရေးအခြေခံတဲ့ရှိညာလူပညာရေးဆိုတော့ကျွန်တော်ရှောက်လေ့လာတဲ့ခါလဲခရစ်ယာန်မွတ်စလင်ဟိန္ဒူနဲ့အကုန်လုံးလူတယောက်ကတော့ဘာသာတစ်ခုနဲ့နှိစက်ခဲ့ကြတာပါပဲနှိစက်ခဲ့တော့ရှောက်လေ့လာတူတကယ်လေ့လာတဲ့ခါကျတော့ဗုဒ္ဓဘာသာဒီဗုဒ္ဓဘာသာလို့ဘုန်းကြီးမပြောချင်ဘူးအဲ့လိုပြောလို့ရှိရင်တခြားဘာသာတွေနဲ့ပြိပက္ခရှိတယ်သူလည်းဘာသာရေးပဲဗုဒ္ဓသင်တဲ့ဓမ္မတွေကလူအုံမောင်းနဲ့အကိုက်ညီဆုံးလို့မဆိုနိုင်ဘူးလားအဲ့ဒါကြောင့်ဘာဖြစ်ကိုယ့်ဘုန်းကြီးဓမ္မထဲမှာနေတာဟုတ်လားဒီအုပ်စုလည်းအတူတူပေါ့ဒီအုပ်စုလည်းပဲတကယ်ဓမ္မထဲမှာနေတယ်လို့ကိုယ့်ကိုယုံကြည်ပြီဆိုလို့ရှိရင်ကိုဒီဘယ်ကနေတရားဓမ္မကိုလေ့လာဆိုဘုရားဘာသာအဖွဲ့အစည်းတဲ့ဓမ္မကိုသင်ယူနေတာဟုတ်လားသင်ပါအဲ့ဒီဓမ္မကိုတကယ်နားလည်တဲ့ခါကျတော့ဟိုအဖွဲ့အစည်းကကျေးဇူးရှိတယ်သူ့ကိုဘာမှသွားပြီးတော့အပြစ်တင်ခြင်းကဲ့ရဲ့ခြင်းဝေဖန်ခြင်းလုပ်เสียမလို့ဒီအဖွဲ့အစည်းကကျေးဇူးတင်ဖို့ပဲတာဝန်ရှိတယ်ဟုတ်လားဒီမှာပြန်အဲ့ဒါကိုရှင်းနားလည်မယ်အဲ့ဒီမှာဗုဒ္ဓဘာသာအဖွဲ့အစည်းလို့ပြောရင်နော်ဗုဒ္ဓဘာသာဗုဒ္ဓဓမ္မတွေကိုထိမ့်သိမ့်တဲ့အဖွဲ့အစည်းကိုပြောတယ်လိုက်ကျင့်တဲ့ပုံကိုကျေးဇူးတင်ဖို့ပဲရှိတယ်အဲ့ကျင့်တဲ့ပုံဓမ္မတွေကတော့
ကျင့်သုံးကောင်းတာမှန်ပဲအဲ့ဓမ္မရောက်အောင်ကိုသွားဖို့ပဲကိုတာဝန်ရှိတယ်ဟုတ်လား ဒီမှာဗျာ ဘုန်းကြီးအဲ့ဓမ္မကိုရောက်အောင်သွားထားတဲ့ဆရာတော်ဖြစ်တယ်အဲ့ဒီသွားထားတဲ့ဆရာတော်မလို့ဒီဓမ္မတွေကိုပြောပေးနေတာနားထောင်မဲ့သူမရှိလို့မပြောတာကိုနားထောင်တဲ့သူတွေရှိလို့မွေးရပြီးတော့ပြောပေးနေတာမဟုတ်ဘူးလား ဒီမှာဗျာ အဲ့တော့ပြည်ထဲမှာနားထောင်မဲ့သူမရှိလို့ဘယ်သွားပြောဆိုပြပသွားပြောရတာပြပနေလားပဲမှာအချင်းပြကြွပါတပည့်တော်ပြောပေးအောင်ဆိုပဲတော့ခရိယံဘုန်းကြီးကျောင်းနေတဲ့ဒီမရောက်ခဲ့ဘူးလား ဟုတ်ကဲ့ဗျာ ဒီကမှာမပြောတော့ဘူးလို့နေပေမဲ့ကိုပဲဖြစ်လာတဲ့ခါကျတော့ဒီအုပ်စုလေးပေါ်လာတော့ဘုန်းကြီးစပြီးတော့ပြောတယ်အဲ့ဒီမှာဗုဒ္ဓဘာသာအခုဘာသာရေးတစ်ခုခုနအုံနောက်မှာ40ရာခိုင်နှုန်းပါလာတဲ့အတွက်ကြောင့်မို့လို့လူဒီမှန်ချင်းမှားချင်းကိုကိုယ့်ကိုသိနိုင်တဲ့အမျိုးအစားမို့လို့နော်မှန်ချင်းမှားချင်းကိုကိုယ့်ကိုသိနိုင်တဲ့မျိုးစားမို့လို့ဘာသာရေးတို့အသေးအတန်ကြီးအစွဲအမွဲအယူအမှုပေါ့ဓမ္မငါဘာသာငါဘာသာဆိုရင်အဲ့ဒါမှားတယ် ပါတယ်ဒီမှာ ကိုကဓမ္မအဆင့်ကိုရောက်ပြီးသားဆိုရင်တော့လေဘယ်ဘာသာမှဘာမှပြောစရာမရှိတော့ဘူးမြတ်မယုံရှိလို့ယုံနေနော်ဓမ္မကတတ်တတ်ဆိုနားလည်မသွားဘူးလား နားလဲတော့ပါ တော့ဘယ်ဘာသာလဲမဆိုပဲ level ဖက်တယ်လို့မရဘူးလား ရပါတယ်ဗျာ ဓမ္မဘာသာတတ်နော်ဓမ္မတတ်ဘာသာတတ်အဲ့လိုနားလည်သွားတာအဲ့လိုနားလည်သွားတယ်အခုတော့ဒါ ChatGPT ကမြင်သွားလို့ပြတယ်သူကအရင်တော့ဘာသာရေးကတော့တတ်ဟိုလူအုံနောက်ကတတ်လူတင်ညာအဲ့လိုဖြစ်နေတယ်အခုကတော့ဘာသာရေးတွေကလူကပညာတွေတက်လာကုန်တက်လာကုန်တော့ဘာသာရေးကိုစွန့်ထားခဲ့တယ်မသွားတော့နားလား ဒီမှာဗျာဟုတ်ပါပါဗျာဘုရားကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကဘာလဲဆိုတာကိုခုနပြောခဲ့တယ်ဘာသာရေးတို့ဒီမကြီး အာနာ ဒီမကြီးဟို scientific သွားနေရတာဆိုတော့ကျွန်တော်ဒီအင်္ဂလိပ်စာတွေလည်းမပါလို့မရအင်္ဂလိပ်စာပြင်းလို့လည်းမရဘူးဒီထဲမှာနော်ဒီဘက်မှာ Buddhism ငါနိုင်တဲ့ semination ဒါလေးရှင်းပြီးရင်ဘုန်းကြီးတော်ဒါလေးရှင်းပြီးရင်တော်ပြီငါနိုင်တဲ့ semination နေပြီနော်ပြောစရာတွေတော့2ရက်ကြာသေးတယ်3ရက်နေ့ဟိုပေါ့လေလက်ငါတရက်ကြာသေးတယ်အဲ့မှာ Buddhism ကိုဘုန်းကြီးတို့ကဒီမှာဒါဘုန်းကြီးပညာတတ်နီးနဲ့ခွဲပေးထားပြီးဒါကိုအသိမှတ်ပါ screenshot ရိုက်တာအသိမှတ်တာဘယ်သူနဲ့ပြောအဲ့တိုင်းဖြစ်အဲ့တိုင်းဖြစ်ရင်သိခါမကြဘူးအဲ့တိုင်းမဟုတ်ရင်သိခါကြမယ်ဟုတ်လား ဒီမှာဒီစကားကိုဘုန်းကြီးနားမှာဤဘော်ကြီးနော်ခဏခဏပြောတယ်ဩစတြေးလျကဩစတြေးလျဤဘော်ကြီးဒီမှာတရားထိုင်တယ်တရားထိုင်တော့ဘုန်းကြီးကနော်အဲ့ဘာသာရေးနဲ့ဓမ္မတွေကြောင့်သူ့ကိုခွဲပြတဲ့ခါကျတော့ Buddhism something exceptional ဆိုတော့ခေါင်းထောင်လာ Buddhism is something exceptional ဆိုတော့ခေါင်းထောင်လာရှင်ဗျာဘာကြောင့် Buddhism ကတတ်ဟိုချွန်းချက်ရှိရတာလဲဖြစ်ချွန်းချက်ဘာလို့ရှိရတာလဲဖြစ်တော့ဘာသာတွေအတူတူပဲမဟုတ်ဘူးလားဖြစ်တော့ခေါင်းထောင်လာကောင်းတော့လာတော့အဲ့မှာဘာပြောလဲလို့ဆိုတော့ Buddhism is not a religion ဗုဒ္ဓဘာသာရေးမဟုတ်ဘူးကွာလို့ဆိုတော့ तू တအားကိုစိတ်တွေတက်ကြွလာတယ်ခေါင်းထောင်လာတယ်နော်အဲ့ဒီမှာဘုန်းကြီးကသူ look I'm trying to classify how Buddhism is the Buddhism can be divided into two ways ဒါခဏဘုန်းကြီးပြောဦးတယ်နော်နိုင်ငံခြားမှာတော့ဒါမပါလို့မရဘူးဒါကိုတရားစတဲ့နိုင်ငံခြားမှာဖွင့်ရင်ဒါပထမဆုံးရက်မှာသင်ပေးရတယ်မသင်ရင်ဗုဒ္ဓဘာသာကိုသူတို့အမြင်မရှင်းဘူးအမြင်မရှင်းရင်ဓမ္မတွေသင်လို့မရဘူးဟုတ်လားဘုန်းကြီးနှလုံးသားနဲ့အဲ့တော့ Buddhism can be divided into two words ဆိုပြီးတော့ထပ်ပြောရတယ်ဗုဒ္ဓဘာသာနှလုံးခွဲရမယ်ကွာနော်နှလုံးခွဲရမယ်ကွာ Buddha နဲ့ ism ဆိုပြီးတော့နှလုံးခွဲရမယ်ခဏပြောတယ်ဘုန်းကြီးနော်တိုက်ဆိုင်တိုင်းပြောတယ်နော်အဲ့ဒါမှာ Buddha wisdom လို့ခေါ်တယ်ကွာပါဠိစကားကွာ ism က doctrine ဟိုပြတရားစခန်းတွေမှာတော့တိတော့ပို့ပြောရတယ်ပေါ့အဲ့လိုခုနပြောသလိုဟုတ်လားဘယ်ကောင်လာပေါင်းပြီးတော့ရည်ရမောစရာတွေနဲ့ရှော့ဆွဲရတာဒီနှလုံးကပါဠိနဲ့အင်္ဂလိပ်ဘယ်ကောင်လာပေါင်းပေးထားလဲကွာပေါ်တော်နဲ့ကွာအဲ့ကောင်အယူကွာအဲ့လိုပြောရတာဟုတ်လားသောပေါလားကြားလား ဟုတ်ပါတယ်ဗျာ ဟုတ်ပါပါဗျာ ဟုတ်ပါတယ်ကြားလားမသိတလုံးစီက ကြား ပါ အဲ့တော့ဘာဖြစ်လဲအဲ့မှာဤဘော်ကြီးကဘာဖြစ်လဲဆိုတော့ သူကပြုံးမျက်စိပြူပြီးတော့အဲ့တော့ဒီမှာဗတ်ကြီးမောင်လို့ရှိပါဗျာနော်နားမလဲတဲ့သူတွေမလို့ဒါမသိတာအဲ့တော့ပြုံးမျက်စိပြူပြီးကြည့်နေပြီးတော့ I have never heard of this တာတပည့်တော့တခါမှကြားဘူးပြတဲ့ငါပိုက်တဲ့ရေးထားတဲ့စကားမင်းပဲသိမောင်လို့ငါထုတ်ပြောမှသိမှာဟုတ်လားဘာပိုက်တဲ့ရေးထားတဲ့စကားအခုတော့လဲစာအုပ်ထဲရောက်သွားပါပြီ Social Guides of Buddhism မှာတရားပါတယ် Social Guides of Buddhism ဆိုဘုန်းကြီးရေးထားတဲ့စာအုပ်မှာတရားပါဒီအကြောင်းပါတယ်နော်
အဲ့မှာဘုရားဘာသာကအဲ့လိုမျိုးဘုနဲ့ ism နဲ့နှလုံးတွဲထားတာနော် ism ဆိုတာကဘာလဲဆိုတော့ doctrine system လို့အဓိပ္ပာယ်ရတယ်နော်ဘုဆိုတာက wisdom လို့အဓိပ္ပာယ်ရတယ်နှစ်ခုပေါင်းလိုက်တော့ဘာလဲ system of wisdom လို့အဓိပ္ပာယ်ရတယ်ပညာစနစ်ဘာလဲပညာစနစ် အသိဉာဏ်စနစ်ဒီလိုဆိုတော့ဗုဒ္ဓဘာသာကြီးအသိဉာဏ်ပညာစနစ်လို့မဆိုနိုင်ဘူးလား ဆိုနိုင်ပါတယ်ဗျာ ဒီဘက်ဘာသာရေးကိုကြည့်လိုက်နော်ဒီဘက်မှာတွေ့လားအမဲလေးထဲမှာ အေးပါလေဗျာ religion လည်းနှစ်ပုတ်ခွဲရမယ် religion လည်းနှစ်ပုတ်ခွဲမယ် religion ဆိုပြီးတော့သူလည်းနှစ်ခုရှိတယ်နော်အဲ့ဒီမှာဒီမှာခွဲပြလိုက်တယ်အဲ့မှာ re ရဲ့ religion ဆိုတာအဲ့မှာနှစ်ခုရှိတယ်နော်အဲ့ဒါကြားလာတာစာသင်နေလို့မှတ်တရားဟောနေတာမဟုတ်ဘူးနားလား တင်ပါဗျာ မှန်ပါပါ ဒါတွေကစောစောတိတိအိမ်မကြနေဘာမှမသိရဘူးတိတ်တန်ဖို့ရှိတဲ့စကားတွေတိတ်တန်ဖို့ရှိတဲ့စကားတွေလူတိုင်းလည်းမပြောနိုင်ဘူးတန်ဖို့ကြီးလုံးလို့နော်တန်ဖို့နားမလဲတဲ့သူပြောပြီးရင်မောပြီးတော့အကျိုးမရှိလို့ဟုတ်လား ဒီမှာဗျာ ဝါဒနာပါလို့ပြောလို့သိအောင်လို့တကယ်ကိုသိစေခြင်းလို့ဂျင်းတွေကနေလွတ်အောင်နော်အဲ့တော့ religion လည်းနှစ်ပုတ်ခွဲရမယ်သူ့ကိုခွဲတဲ့ခါကျတော့သူက religion ဒီလိုခွဲတယ် religion ဒါသူတို့ဒီမှာ Latin ကလာတယ်စကားဟုတ်လား Latin ကလာတယ်အဲ့တော့ re ဆိုတာကအားလုံးသိတယ် re ဆိုတာက repeat ဆိုထပ်လုပ်ခိုင်းတာဒီမှာလဲ re ဆို again လို့သူကဖွင့်ထားတယ်နော် allegia ကတော့ bind or connect to the god or divine power လို့သူကဒီလိုသုံးထားတယ်ဘာသာရေးမှာနော်အဲ့တော့ re ဒီ again နော် legia ဒီ connect or bind ချိတ်ဆက်တာလေနော်အဲ့တော့ပြန်လဲချိတ်ဆက်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်ဘာသာရေးဆိုတဲ့ religion ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ဒီပြန်လဲချိတ်ဆက်ခြင်းလို့ဒီအဲ့တော့ဘယ်သူနဲ့ချိတ်တယ်လဲဆိုဘုရားသခင်နဲ့ချိတ်တယ်ကိုမွေးတော့ကဘုရားသခင်မပါလာဘူးပေါ့ဆိုလို့ကျင်တာကိုကဒီတိုင်းကြီးနေလို့မရဘူးအပြောင်ကြီးမနေနဲ့ဘုရားနဲ့ချိတ်မှရတယ်ဆိုပြီးပြန်ချိတ်ရတာအဲ့ဒါကသူတို့ဘာသာရေးရဲ့သဘောနော်ဘုရားသခင်နဲ့ချိတ်မှရတယ်သူကတပိုင်းပါဝါလို့ခေါ်တဲ့ကြီးမြတ်တဲ့ပါတကူစွာတွေနဲ့ချိတ်ဆက်မှရဆိုပြန်ချိတ်တာနော်အဲ့ဒါကို religion လို့ခေါ်တယ်အဲ့တော့ကိုဒီတိုင်းနေလို့မရဘူးဟုတ်လားဗုဒ္ဓနဲ့ဟုတ်လားတကယ်တကိုးနဲ့ချိတ်မှရတယ်ခုနကကိုကြီးကျော်တို့မန္တလေးနဲ့ချိတ်မှဆက်မှဆိုအဲ့ religion နော်အမောခေါင်ခေါင်တို့အောင်တို့နဲ့ချိတ်မှဆက်မှရဆိုအဲ့ဒါလို religion ပဲနားလား တင်ပါဗျာ အဲ့သူကြတော့ဘယ်လိုလဲ it goes by faith တဲ့သူကတော့ဗာလဲယုံကြည်မှုနဲ့သွားတယ်ယုံကြည်မှုနဲ့နားလည်မှုမပါဘူးသူကနော်ယုံကြည်မှုတဲ့ therefore religion trained system of faith တဲ့တော့ဘာသာရေးစီဘာကိုလေ့ကျင့်ပေးလဲဆိုတော့ယုံကြည်မှုစနစ်ကိုလေ့ကျင့်ပေးဗုဒ္ဓဘာသာကဘာကိုလေ့ကျင့်ပေးလဲဆိုတော့အသိဉာဏ်စနစ်ကိုလေ့ကျင့်အဲ့မှာတစ်ခုကွာသွားပြီဒါရီက internationally ကြားရတယ်လို့မှတ်နော်ဘုန်းကြီးဓာရီပြောလို့ရှိရင်ယနေ့ဘုန်းကြီးပြောနေတာဗမာကြားဖို့အလားလားလုံးဝမရှိဘူးဗမာအစင်လာသမားကြားဖို့အလားလားလုံးဝမရှိဘူးဘယ်လိုဆိုတော့သူတို့ဓာတ်ထောင်နေတဲ့စွဲရည်လည်းမရှိဘူးဒါကြောင့်မလို့ဘုန်းကြီးဘယ်နှမလဲတရားဟောလည်းမလိုက်ဘူးဘုန်းကြီးတရားစခန်းလာရင်တော့ဓာရီကြားမှာပဲဒါတော့ကိုယ်တရားစခန်းမှာကိုယ်ပိုင်ပြီးတော့ဘုန်းကြီးကိုယ်တိုင်ပြပတွေထွက်ဒါကြောင့်မို့မြန်မာနိုင်ငံခြားသားတဲ့လိုက်ဒါတွေကဗကြီးမောင်တို့ဒီမှာနားထောင်ပြီးသားဘုရားဗကြီးမောင်ကဆွမ်းလာကတ်တာရင်တော့ဤဘော်ကြီးဒီမှာနေတော့ဆွမ်းလာကတ်တော့ဒါတွေသူကြားပြီးသားဒါမဲ့သူကအင်္ဂလိပ်လိုမတတ်တော့ဘာမှမသိထားဘူးနော်ဤဘော်ကြီးဆိုမျက်လုံးကိုပြူးလို့တပည့်တော်ခုမှကြားဘူးတာတဲ့ဟာခုမှကြားဘူးမလို့ငါပိုက်တဲ့ရှိတယ်ငါထုတ်ပြောမှရမှာဘောလို့မဲစာအုပ်ရေးထားမှာမဟုတ်တာဒါမဲ့ခုတော့ Secrets of Buddhism မှာဒီကြောင်းပါပါတယ်နော်သေချာရေးထားပါအဲ့တော့ဗုဒ္ဓဘာသာလဲBuddhism ခွဲဘာသာရေးလဲ re နဲ့ g နဲ့ legion နဲ့ခွဲရမယ် religion နော်အဲ့ဒါဒေါသလို့မနေနဲ့ပညာတတ်လို့နေ religion နောက်တစ်ခါပြောတတ်ပါစီ religion ဆိုတာ re plus legion အဲ့နှစ်ခုခွဲလိုက်တော့ re again legion က bind or connect the power of a god ဘုရားသခင်ချက်တော့ချက်လူကဒီတိုင်းမနေဘူးသူတို့နားလည်မှုကလူကဒီတိုင်းနေလို့မရဘူးအဲ့ဘုရားသခင်ကြီးနဲ့ချိတ်မှရတယ်အဲ့လိုယုံထားတယ်မချိတ်လို့ရှိရင်ဒီလူမှာအန္တရာယ်တွေဒုက္ခတွေကြနိုင်တယ်ဒါပေမဲ့ချိတ်တဲ့သူလည်းကြတာပဲမချိတ်တဲ့သူလည်းကြတာပဲဒီအနေဆိုရင်ဘုရားနဲ့ချိတ်တာမချိတ်တာနဲ့ဆိုင်သလားသူ့ဘက်သူဒုက္ခကြလာရင်ခံရမှာပဲလားသူဟာသူကကြတာဒီမှာထားခဲ့တော့ဒီမှာပဲထားတော့မှာကွာ9နိုင်နဲ့20ရှိနေ Buddhism ဒီနှစ်ပုတ်ခွဲရမယ်အဲ့လိုပဲ religion ကိုလည်းနှစ်ပုတ်ခွဲရမယ်နော် religion လို့ခေါ်တယ် religion re ဆိုတာ again တဖန်မဲ့ bind or connect bind ကိုတကအတူတူပဲ all လို့ခံထားရင်တို့နှစ်ခုအဓိပ္ပာယ်အတူတူပဲတော့ဘယ်လို connect လို့ဆို to the god or divine power
ဘုရားသခင်ကြီးသုံးဝင်လည်းပဲတကိုးကြီးတကိုးစွမ်းအားကြီးအဲ့ဒါနဲ့ပြန်ချိတ်ရတယ်အဲ့ဒါကနားလဲမလဲယုံကြည်မှုနဲ့သွားတယ်နော်အဲ့တော့ဒီနေရာမှာဗုဒ္ဓဘာသာသည်နှစ်ပုတ်ခွဲရင်ဘုနဲ့အစ္စင်ရတယ်အဲ့နှစ်ခုပေါင်းလိုက်တော့ပညာစနစ်လို့အဓိပ္ပာယ်ရတယ်နော်ဗုဒ္ဓဘာသာကိုခွဲရင်နှစ်ပုတ်ခွဲတယ်ဘုနဲ့အစ္စင်နဲ့ကွဲတယ်နော်ဗုဒ္ဓဘာသာကိုခွဲလိုက်ရင်နှစ်ပုတ်ကွဲပါသည်ဘုနဲ့အစ္စင်မှုကွဲပါသည်ဘုသည်အသိဉာဏ်ဖြစ်အစ္စင်သည်စနစ်ဖြစ်ပါတယ်စနစ်ဖြစ်ပါတယ်ထို့ကြောင့်ဘုနဲ့အစ္စင်နဲ့တွဲလိုက်တဲ့အခါမှာအသိဉာဏ်ပညာစနစ်ဟုအဓိပ္ပာယ်ရပါတယ်ထို့ကြောင့်ဗုဒ္ဓဘာသာသည်လူသားများကိုအသိဉာဏ်ပညာစနစ်ကိုလေ့ကျင့်ပြောထောင်ပေးပါတယ်အကြံကြည့်လာတယ်ဒီဘက်ကတော့ဘာသာတရားဆိုလို့ရှိရင်ဒါပြောကြတော့မလို့ခုဒါလေးကိုတမ်းပြပြန်နားထောင်တာ religion လို့ခေါ်တယ်အဲ့ religion ဒီ real again religion က connect or combine လို့ခေါ်တယ်နော်တဖန်ပြပြီးတော့ဆက်ဆက်ရတယ်ဘယ်ဟုတ်ဆက်ဆက် to the god of divine power ဆိုပြီးတော့လူဆုံးသုံးတာလေအဲ့ဒါကနားလည်မှုသိဉာဏ်မလို့ဘူးယုံကြည်မှုနဲ့သွားတယ် goes by faith လို့လုပ်တာလေသူကယုံကြည်မှုနဲ့သွားတယ်အဲကြောင့်မလို့ဘာသာရေးတို့မြည်သည်လူသားများကိုယုံကြည်မှုစနစ်ကိုလေ့ကျင့်ဆောင်တယ်အဲ့တော့ယုံကြည်မှုနဲ့အသိဉာဏ်အဲ့ဒါကြီးကိုဟဲကောင်ကြက်ဥကိုခွဲလိုက်လို့ရှိရင်ဒီထက်ကကြက်ဥကအဖြူရောင်ပြီးရင်အရသာချင်းစုပ်စုပ်ရှိတယ်လို့ယုံကြည်ရမယ်လို့ပြောတာနဲ့ခွဲကြည့်ပြီးစားကြည့်လို့ပြောတာဘယ်ဟာလူလက်ခံလို့ရခွဲကြည့်ပြီးပြောရတာလူလက်ခံရပါတယ်ဗုဒ္ဓဘာသာကအဲ့ဒါမျိုးပဲမင်းကိုယ်တိုင်လုပ်ကြည့်မင်းကိုယ်တိုင်နားလဲလို့ကွာကတော့စွယုံခိုင်းတာနားလားတင်ပါဗျာအဲ့ဒါလို့ကွာတယ်ဒီနေရာမှာဗုဒ္ဓဘာသာ၅ချက်တင်တဲ့ဒါမနေ့ပြန်ကြဟောဒီအပြာလေးကပြောရပါမယ်ငါတတ်စာချင်းတတ်ပြောခိုင်းမယ်အဲ့ဒါမပေးဘူးဒီဘက်မှာlecture ဆက်စာချင်းပေါ့ lecture ဆက်စာချင်းတတ်ပြောခိုင်းမယ်အဲ့ဗုဒ္ဓဘာသာတင်လိုက်တဲ့အသိဉာဏ်မှာဒီဘက်မှာဗမာလိုပဲဖတ်ဗမာလိုတွေကြီးဖတ်တော့အမှအသိဉာဏ်၅ခုရှိတယ်အသိဉာဏ်ဒီလိုမျိုးက၅ခုရှိတယ်ဗမာလိုပဲဖတ်နံပါတ်1ကံကူတာကိုပိုင်ကိုပိုင်ဆောင်တော်ရဲ့ဘယ်လိုစိတ်တိုင်းနေမှန်ကန်စွာနားလည်သောအတိညာစိတ်စေတေယုဓမ္မတို့လူရဲ့ချင်းဝရှိသူသောသဘောသူတိုင်းနဲ့သောနာလေသောနာလေသောတိညာနာလေသောသောတေသဆိုကေသောဆိုပေသောသဘောကိုနာလေသောလည်းကြောင့်ဒီတာတေတာဖာတိမဟိဖာချိမစင်တာလည်းမင်္ဂလာသောဒီထိုင်နေသောအတိညာနာတိမိထိုင်ခြင်းဒီမှာရှိတာရှိလာတော့ကျိုးလာကံစောပြင်းလာအကျိုးလမ်းကန်စွာဒီတော့ဒီညာတော်ပြီအဲ့ဒါနဲ့ပြန်တော့မှရှင်းပြတော့မယ်ဒီမှာပဲတော်နော်တာပြန်တာတူပါဗျာကဲဆက်မယ်ပြမဖုံဖုံဖျားအခမ်းအနားစီစဉ်ခုနှစ်ရာဆရာတော်ဖျားရေးဆက်တည်ကုံထားသောရှစ်လုံးပွဲလင်္ကာအားတပည့်သားသမီးများမှရွတ်ဖတ်ပူဇော်ကြခြင်းစီစဉ်ဖြစ်ပါတယ်ဖျားမမတော်မြင့်မြင့်သေးနဲ့အန်ဒီတော်မြင့်မြင့်လိုင်းကောင်းပါသလားရှင်သူလိုင်းကောင်းရင်ပူဇော်မယ်လို့ပြောပါတယ်ဖျားအဲ့လိုဆိုလိုင်းကောင်းပဲဆိုရင်ပူဇော်နေမမီပူဇော်လိုက်ပါရှင်ကောင်းပါလေလိုင်းကောင်းရင်ပူဇော်ကောင်းပါလိုင်းကောင်းရဟုတ်ကဲ့ပြီးတော့ပူဇော်ရမယ်ဖေယုံနံဓမ္မရှိကနေသာဖြစ်ကြပြက်ကြတဘာဝလက္ခဏာရှင်သန်နေဖို့သူတို့အစာအာဟာရနောက်ကထောက်ပံ့တာနေစဉ်ဘဝကြည်ကြသေးချာသက်ရှင်ဖို့ရေးစားပေးရမှာစားတော့အာဟာရနောက်ကနေသာထောက်ပံ့ကြပစ္စာစာတာပါဤဒီကတရားပဋ္ဌာန်းမှာပြီးပါပြီဗျာဒုတာဒုတပည့်တော်ပူဇော်ပါမယ်ဘုံဘုံဖျားယုံနံဓမ္မရှိကနေသာ
ဖြစ်ကြပြက်ကြတဘာဝလက္ခဏာရှင်သန်နေဖို့သူတို့အစာအာဟာရနောက်ကထောက်ပံ့နာနေ့စဉ်ဘဝကြည်ကြသေးကြအသက်ရှင်ဖို့ရေစားပေးရရှာစားတော့အာဟာရနောက်ကနေတာထောက်ပံ့ကြပစ္စာဇာတပါဤဒီကတရားပထမတာ အာကျူပါဗျာ အဲ့တော့ကိုယ့်ရဲ့နေ့စဉ်ဘဝကိုကြည့်လိုက်နေ့စဉ်ဘဝကိုကြည့်လိုက်ဒီအစာမစားရင်ဒီလူသေးလို့ရှင်လို့ရလား ညာပါ ရပါဗျာ ဒီယုံနိုင်ကြီးအသက်ရှင်ဖို့ရအတွက်စာကဘာလို့လဲနောက်ကနေပဲပစ္ဆာဇာတပဋ္ဌာန်းနဲ့ကျေစုပြုနေတယ်နားလား တင်ပါဗျာ တင်ပါ ဒီမဲ့အဲ့ဒီလိုဘဝကြီးကိုသူကျေစုပြုနေတယ်အမှန်ပဲကိုသိမသိဒီတရားဆိုအဲ့ဒါတွေပြောတာဘုန်းကြီးကျင့်ရင်ခုံတယ်ဆိုအဲ့ဒါတွေကိုသိမြတ်မဲ့ခရစ်ယာန်လုံနေမွတ်စလင်လုံနေသူကတော့နောက်ကကျေစုပြုနေရတာနားလား တင်ပါဗျာ တင်ပါဗျာ ရှင်းအဲ့ဒါကိုပဋ္ဌာန်းလို့ခေါ်တယ်အဲ့တော့ဒီဟာသိမသိတော့သူဖြစ်နေတယ်ရမလို့ပဋ္ဌာန်းကဘဝနဲ့ခွဲလို့ရတဲ့တရားမဟုတ်ဘူးဆိုတာဘုန်းကြီးဓာတနိကမဟုတ်ဘူးဒါဥက္ကေလာသားရဲ့ဓာတနိကတတ်မဟုတ်ဘူးဒီတရားကိုတဘာဝကြနားလဲတဲ့အသိဉာဏ်နဲ့ပြောနေတာနားလား တင်ပါ ပါဗျာ ဒါတွေကိုနားမလဲပဲနဲ့ပဋ္ဌာန်းကိုသိအောင်ရော့ဘာမှဖြစ်မလာဘူးအဲ့ဒါဘုန်းကြီးအလွန်မောတာအဲ့တော့ तू ကခုနဒီဘဝကြီးအသက်ရှင်ဖို့ तू နောက်ကနေကိုကျေစုပြုနေရရှာတာမှမောလို့နော်တယောက်တည်းကိုလည်းမဟုတ်တကဘာလုံးကိုကျေစုပြုနေနော်တတ်တော်တွေအကုန်လုံးကိုကျေစုပြုနေရတာနားလား တင်ပါဗျာ အဲ့ဒါကိုဘုန်းကြီးသတိထားရအောင်ဒီနေ့က lecture မှာပါတယ်ဟုတ်လားသူ့ဘက်သူဖြစ်နေတာကိုမသိဖြစ်နေတာကိုမသိလို့သတိမထားမိတာလဲပါလို့ election မှာအဲ့ဒါပါရမလား တင်ပါဗျာ ဖြစ်နေတာကိုသတိမထားမိတာလဲပါတယ်တခါအဲ့ဖြစ်နေတဲ့ဥစ္စာတွေကိုသင်ယူထားခြင်းမရှိလို့မသိတာလဲပါတယ်အမှန်တော့ဗာရီကမြောက်ဆုံးသင်ယူထားခြင်းမရှိလို့မသိတာတွေကများတယ်နားလား တင်ပါဗျာ ဘုန်းကြီးရတာကကြတော့အဲ့ဒါကိုသင်ထားတယ်သင်ထားပြီမဲ့သူတို့ဒါကိုခန္ဓာနဲ့ပြန်ဆက်မချင်အဲ့တော့ တင်ပါဗျာ အဲ့တော့ယုံနာကလည်းတဘာဝပဲအဲ့ဒီယုံနာတဘာဝအကြည့်သူ့ဘက်သူရှင်းသန်းနေဖို့ကလည်းပါတော့ဒီနောက်ကနေပြီးတော့ကျေစုပြုပေးနေတဲ့အာဟာရမပါလို့မရဘူးဒါအာဟာရပဲပြောသေးတာပေါ့နော်ဟိုမှာစိတ်ကြောင်းနေကံစိတ်ကုရုနေမှလည်းစိတ်လုံးဝဒီလိုရှင်းနေမှာပေါ့နားလား တင်ပါဗျာ တေချာမြင်လာတာတော့တနေ့ဒီနေ့မစားပဲတာနေလိုက်ဒီကနေ့ဘယ်လိုမှရှင်းတယ်ဘူးလေနော်စားသမင်းတဲ့9ရက်လောက်တာနေလိုက်ဒီကနေ့က9ရက်ဟိုပဲကြော်သွားရင်စားကိုစားမရတယ်မစားရင်တော့ဟာလားဆိုတော့မနေ့ကစားလိုက်ညစာစားလိုက်ဒီဘာလုံးတာတော့ရှေ့ကရုပ်တာကိုနောက်ကပစ္ဆာတကပစ္စည်းောနဲ့ကျေစုတင်ပါဗျာ ကဲရှိသမင်းစားတော့ပဲသမင်းစားပဲလို့မပြောနဲ့ဘာပြောမလို့ငါပစ္ဆာတကနဲ့ကျေစုလိုက်အောင်အဲ့လိုဆိုပထဘွာလေးကိုသမင်းစားတဲ့နေရာကြီးပါမလာဘူးလား ပါလာ ပါပါဗျာ အဲ့ဒါမသိဘူးသမင်းစားလိုက်အောင်ပဲစဉ်းစားနေနောက်ကပစ္ဆာတကနဲ့ကျေစုပြုလိုက်အောင်မလို့မလာလားလား တင်ပါဗျာ အဲ့လိုမြင်ရမယ်အဲ့လိုဘွာလေးမြင်တဲ့ကဩတေချာလေးနဲ့စဉ်းစားဩအေးငါယုံနေဒီယုံနိုင်ရှင်ဘူးရဒီဟာကမပါလို့မရတာပဲအဲ့တော့ငါဗုဒ္ဓဘာသာလုံနေတဲ့အလကားပဲဒါကိုနားလည်ဖို့သာလိုရင်းလို့စဉ်းစားလို့မရဘူးလား ရပါဗျာ အဲ့ဒါဗုဒ္ဓဘာသာတော့လုံနေပဲဗုဒ္ဓဘာသာတော့လုံနေပဲဒါကြတော့နားလည်လား နားမလဲပါဘူးဗျာ အေးဒါဗုဒ္ဓဘာသာလို့လုံနေလားကိုဘဝကြီးမလို့လုံနေရတာ ကိုဘဝကြီးကိုလုံးနေလို့ ရလက်နေရတာ ကဲရပြီဆက်မယ် ဒုတာဒုပါ အာကျူတာပါဗျာ ဒုတာ